တရားချစ်ခင်သူရစင်းပြိတ္တအပေါင်းလို့ရှင်တရားနာယူရန်ချင်းကြာရောက်လိုလာပါပြီကြီးပွားတိုးတက်ကြောင်းတရားများကိုဟောမှာဖြစ်ပါတယ်လောကမှာကိုယ်ဘဝတွေကိုစ조사နေကြတယ်ကိုယ်အဖွဲ့အစည်းအတွက်ကိုယ်မိသားစုအတွက်အသေးအသေးစ조사နေကြတယ်အဲ့လိုစ조사နေတဲ့နေရာမှာတတိတရားဆင်ခြင်တုံတရားကလည်းရေးပါတယ်ဘဝတစ်ခုရည်တည်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးမလွယ်သောဘဝတစ်ခုရင်ဆိုင်ကြော်ဖြတ်နေကြတဲ့နေရာမှာထင်သာမြင်သာသောကိစ္စတွေရှိသလိုမထင်သာမမြင်သာသောအနောက်ရက်အဟံတာဆိုတဲ့အရာတွေကလည်းရှိနေတတ်တယ်အဖြစ်တစ်ခုကိုရည်ရွယ်ထားပြီးဆိုလို့ရှိရင်အပြတ်ကိုလည်းစဉ်းစားတတ်ရတယ်ကိုသွားနေတဲ့လမ်းကြောင်းမှာအမြဲတမ်းဖဲမွေရရွှေကော်စောနဲ့ကြုံရမှာမဟုတ်ဘူးစုခင်းလန်းကိုလည်းရှောက်တင်ရှောက်ရတယ်မိတော်ကိုလည်းဖြတ်ချင်ဖြတ်ရတတ်တယ်ဒါကြောင့်မလို့လူတိုင်းမှာတတိတရားအရေးကြီးတယ်လို့ဆင်ခြင်တုံတရားပညာတရားဆိုတဲ့သဘောတရားတွေကလည်းပဲလူဘဝအတွက်အသက်သွေးကြောပဲကိုကျင့်ရမယ်အကျင့်တရားတွေကျင့်တဲ့အရာကိုကျင့်ရှောင်တဲ့အရာကိုရှောင်ခြင်းအပြင်ကြီးပွားတိုးတက်မယ်ဆိုတဲ့အရာတွေဟာညှော်မှန်းလို့ရမယ်ကိုယ့်ရဲ့အပြုအမူအနေအထိုင်အကျင့်အကြံတွေဟာကြီးပွားတိုးတက်ဖို့ရာအတွက်အုတ်တစ်ချက်သေးတဲ့ဝင်မဖြစ်စေဘူးဆိုရင်တော့ဘယ်လိုပင်အသက်ရှင်ရပ်တည်ဖို့စ조사ပေးမယ်လို့အောင်မြင်ကြမှာမဟုတ်ဘူးဒါကြောင့်မင်းကြီးတကကျင့်မြဲစွာသာရေးရာမျှော်မြင်ပညာရှင်ကိုတိုင်းပင်မပြတ်ညာမှုမှန်နဲ့ညီညွတ်ပြုရန်အခွန်ခံခြင်းတန်ပေးခြင်း၌ထုံးရင်မပဲတက်ရွယ်ကြီးမှသူတို့အားကညွတ်တွားရိုကြိုမျက်နှိုးပြုစုပြည်သူသမီးရှုမကြီးကိုဖြီးစည်းနှိပ်စက်နိုင်ထမယူပူဇော်ထိမ့်မှတ်ပြည်ဆောင်နာအားမပြတ်တင်သတမနာနှင့်ပြမနာခေါ်မြတ်သူတော်တို့မပြောကြောင်းမရောက်တောင်းလဲမပြောင်းလိုမှုစောင့်ရှောက်ပြုဟုပေါင်းစုတွက်ပြတတ္တအပရိဟာခုနှစ်ဖြာတည်းလို့ជីវတိုးတက်ကြောင်းတရားခုနှစ်ပါးကိုလည်းအပရိဟာနိယတရားအနေဖြင့်ဟောကြားထားတာရှိတယ်။အနိပါတောသမတ်ကောစပညတ္တိပတိပိစနံသူဝသောစအတရှောစဗလိကုတ်တိစတတ္တိမေလို့ဟောကြားထားတာရှိတော့ညီညွတ်စွာမပြတ်စည်းဝေးတိုင်ပင်ခြင်းကလည်းကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတရားတစ်ခုပဲအစည်းအဝေးတို့အညီအညွတ်တက်ရောက်၍ညီညွတ်စွာထပြန်ခြင်းဆိုတဲ့သဘောတရားကလည်းကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတစ်ခုပဲအပြစ်ပေးခြင်းချီးမြှောက်ခြင်းစတဲ့ထုံနှန်းစင်လာတွေရှိတဲ့နေရာမှာလည်းရှေးထုံးကိုမပယ်ခြင်းကလည်းကြီးပွားတိုးတက်ကြောင်းအကြောင်းတရားတစ်ခုပဲပညာရှိသူတော်ကောင်းတို့ဆုံးမစကားကိုနာခံတယ်ဆိုတာကလည်းကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတစ်ခုပဲအမျိုးသမီးတို့ကိုအနိုင်အထက်မသိမ့်ပိုက်ခြင်းကလည်းပဲကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတစ်ခုပဲထုံးစံရှိတဲ့အတိုင်းနတ်ဒေဝတာတို့အားပတာခြင်းဆိုတာလည်းကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတစ်ခုပဲယဟန်တန်ဃာတို့အားစောင့်ရှောက်ခြင်းကလည်းပဲကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတစ်ပါးပဲလောကီလူပေါင်းမှာနေတဲ့အခါလောကီကိစ္စတွေကလည်းရှေးထုံးကိုမပယ်ဘဲနဲ့လုပ်ရတဲ့ကိစ္စတွေရှိတယ်ယုတ်တိမတန်သောကိစ္စများပေါင်းကျော်နေသောကိစ္စများလူပေါင်းလောကကလက်ခံလို့မရသောကိစ္စများကိုရှောင်ရှားတာကတော့အကောင်းဆုံးပဲမင်္ဂလာရှိခြင်းရင်တော့အများနဲ့သဟဇာတဖြစ်အောင်နေထိုင်နိုင်ခြင်းဟာလည်းအသက်သွေးကြောတစ်ခုပဲညီညွတ်စွာမပြတ်စည်းဝေးတိုင်ပင်တဲ့ဆိုတဲ့နေရာမှာကိစ္စတစ်ခုပေါ်လာသည့်အခါတိုင်းတယောက်တည်းဆုံးဖြတ်ခြင်းကိုယ်သဘောနဲ့ကိုယ်ဆုံးဖြတ်ခြင်းမဟုတ်ပဲမိသားစုရှိရင်မိသားစုတစ်စုလုံးညီညွတ်စွာတိုင်ပင်တတ်ရမယ်အဲ့ဒီလိုတိုင်ပင်ခြင်းကိစ္စကိုလည်းမပြတ်စည်းဝေးတိုင်ပင်ခြင်းဆိုတဲ့သဘောအတိုင်းပဲကြာမှတိုင်ပင်တာမျိုးမဟုတ်ပဲနေ့စဉ်နေ့တိုင်းလိုအမှုကိစ္စမှန်သမျှကိုပြောဆိုဆွေးနွေးတိုင်ပင်ခြင်းပဲအဖြေရှာခြင်းဆိုတဲ့ကိစ္စတွေနဲ့တွားမယ်ဆိုရင်မိသားစုတစ်စုဟာလည်းပဲကြီးပွားတိုးတက်လာနိုင်တယ်အဖွဲ့အစည်းတစ်ခုဟာလည်းကြီးပွားတိုးတက်လာနိုင်တယ်ကိုအတ္တဆွဲသူ့အတ္တဆွဲနဲ့မိသားစုလေးတစ်စုထဲမှာတော့မှသူကလည်းသူ့သဘောနဲ့သူကိုကလည်းကိုယ်သဘောနဲ့ကို9ယောက်ရှိရင်9ယောက်က
သဘောတရားတွေကတစ်မျိုးစီကြီးပဲ10ယောက်ရှိရင်10ယောက်လုံးကသဘောတရားတစ်မျိုးစီကြီးပဲဆိုလို့ရှိရင်တော့ဒီအဖွဲ့အစည်းဟာမကြခင်မှာပျက်စီးသွားမှာပဲဒီမိသားစုဟာမကြခင်မှာပြိုကွဲသွားမှာပဲမိမိပြိုကွဲသွားတော့ဘယ်သူကယူဆိုင်စရာလိုလဲဆိုတော့ကိုယ်ရပျက်စီးရင်ရန်သူအားရတယ်မိတ်ဆွေတွေစိတ်မကောင်းဖြစ်ကြရတယ်အကျိုးရုပ်စေတာတွေကြီးပဲကိုယ်ကိုမိပြီးတော့အားပြုနေတဲ့သူဆိုတာမျိုးတွေကရှိတော့ကိုယ်ရိုင်လဲသွားတာနဲ့ကိုယ်ကိုမိနေရတဲ့သူတွေအားရုပ်သွားစေတယ်ဒါကြောင့်မလို့ပျက်စီးခြင်းတွေရိုးရွင်းခြင်းတွေရောက်မလာခင်မှာအမြဲတမ်းညင်ညွတ်တိုင်ပင်စည်းဝေးနေခြင်းဟာကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတစ်ပါးပဲပြောတဲ့အချိန်မှာပြောရမယ့်စကားကိုပြောရလိုက်မယ်ပြောတဲ့နေရာမှာပြောရမယ့်စကားကိုပြောရမှာပဲပြောတဲ့အချိန်မှာမပြောလိုက်တဲ့အခါပြောရမယ့်နေရာမှာမပြောလိုက်တဲ့အခါမှာနောင်တတွေနဲ့ရင်ဆိုင်ရပြီးတော့အပြက်အစီးအယိုးအယွင်းဒီလိုပျက်စီးခြင်းတရားတွေကိုကြုံရမှာဖြစ်တယ်ဒါကြောင့်ညီညွတ်စွာမပျက်စီးဝေးတိုင်ပင်သောအပြင်မိသားစုတစုအဖွဲ့အစည်းတစုကြီးပွားတိုးတက်ကြလိမ့်မယ်အစည်းအဝေးတို့အညီအညွတ်တက်ရောက်ပြီးညီညွတ်စွာထပြန်တယ်ဆိုတဲ့နေရာမှာလည်းပဲပြောစရာကိစ္စရှိရင်အညီအညွတ်ပြောကြအညီအညွတ်စည်းဝေးကြပြီးသွားတဲ့အခါမှာလည်းပဲအားလုံးပြီးတော့မှအညီအညွတ်ထပြန်ကြစပြီးစကားပြောရမယ်အချိန်မှာလည်းတယောက်ရှိပြီးကျန်တယောက်ကမရှိပြီးသွားတဲ့အချိန်မှာလည်းပြန်ကျင်တဲ့သူကပြန်မပြန်ကျင်တဲ့သူကမပြန်သေးဒီလိုမျိုးတွေလှုပ်ခြင်းအပြင်သွေးကွဲခြင်းကိုဖြစ်စေတယ်အဲ့ဒီလိုမငြင်းညွတ်ခြင်းဟာသွေးကွဲတာကနေအစပြုပြီးတော့သဘောထားခြင်းတွေမတိုက်ဆိုင်တော့ဘဲနဲ့မျက်နှာချင်းတောင်ဆိုင်လို့မရတဲ့အနေအထားတွေအထိရောက်သွားတာကိုလောကမှာလေ့လာခြင်းရင်များစွာတွေ့ကြလိမ့်မယ်ဒါကြောင့်လိမ္မာဖို့လိုအပ်တယ်ကိုယ်အဖွဲ့အစည်းအမြဲတမ်းတစ်စီးတစ်လုံးနဲ့တစ်စိတ်တစ်ဝမ်းနဲ့နေနိုင်ဖို့ဆိုတာအဲ့ဒီလိုမျိုးအစမှလည်းညင်ညွတ်အဆုံးမှလည်းညင်ညွတ်ဆိုတဲ့သဘောမျိုးရှိနေရမယ်လူတိုင်းမှာကိုယ်အတွင်းနဲ့ကိုယ်ကိစ္စနဲ့ကိုရှိကြတာမှန်ပေမဲ့လို့အရေးကြီးကိစ္စတစ်ခုရှိလာရင်တော့အမြဲတက်ကြွညင်ညွတ်နေဖို့လိုအပ်တယ်အဓိကအကြဆုံးအရေးကြီးဆုံးကိစ္စနဲ့ပတ်သက်လို့ပြောဆိုဆွေးနွေးကြတော့မယ်ဆိုတဲ့နေရာမှာကိုတယောက်တည်းရဲ့အကျိုးကိုကြည့်ပြီးတော့ကိုတယောက်တည်းကိစ္စကိုသာရှေ့တန်းတင်ပြီးကိုကိစ္စပဲကိုဦးစားပေးမယ်ဆိုရင်တော့ပျက်စီးဖို့ပဲအကြောင်းဖန်တော့မှာပဲရှေ့တုံးကိုမပယ်ဘူးဆိုတဲ့နေရာမှာဒီလူပေါင်းအဖွဲ့အစည်းတွေမှာစီကံဆိုတာရှိတယ်ဒီစီကံတွေရဲ့ထုံးစံအတိုင်းပဲကိုယ်ရဲ့အချင်းချင်းလိုအပ်တဲ့ရန်ပုံငွေလိုအပ်တဲ့အခါမှာအားလုံးညီတူမျှတူထည့်ပေးကြခြင်းအပြစ်လုပ်တဲ့သူကိုဝေဖန်ကြခြင်းဆုံးမကြခြင်းအောင်မြင်တဲ့သူကြိုးစားတဲ့သူကိုအားပေးကြခြင်းချီးမြှောက်ကြခြင်းဆိုတဲ့သဘောတရားတွေဟာထုံးနှံစင်လာတွေပဲကိုယ်အဖွဲ့အစည်းထဲမှာအဲ့ဒီလိုအစဉ်အလာကောင်းလေးတွေရှိဖို့လဲလေ့ကျင့်ယူဖို့လိုအပ်တယ်တယောက်အမားပြုလုပ်နေပေမဲ့အားနာလို့မပြောတာပြောမကောင်းလို့မပြောတာဆိုပြီးတော့ထားလိုက်ရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ်ဒီမိသားစုတွေကလူတယောက်ရဲ့အကျင့်စရိုက်ပျက်စီးခြင်းဟာကျန်တဲ့မိသားစုရဲ့ဂုဏ်သိက္ခာကိုလည်းထိခိုက်စေတာဖြစ်တဲ့အတွက်တယောက်အမားကိုပြုလာပြီးဆိုရင်အဲ့ဒီအမားကိုထောက်ပြပြီးတော့ဆုံးမရမယ်တုံတင်ရမယ်လမ်းမှန်ရောက်အောင်ပဲ့ပြင်ဆုံးမထိန်းချောင်းပေးရမှာပဲဒါကိုတာဝန်ပြက်ကွက်လိုက်မယ်ဆိုလို့ရှိရင်တော့ဆုပ်ယုပ်ပျက်စီးခြင်းကိုဒါဦးတည်သွားတော့မယ်တယောက်တည်းဆုပ်ယုပ်ပျက်စီးတာမဟုတ်ပဲအဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာအဖွဲ့အစည်းရဲ့မျက်နှာပါပြတ်တတ်တယ်ဒါကြောင့်ရှေ့ထုံးကိုမပယ်ရဘူးချီးမြှောက်တဲ့နေရာမှာချီးမြှောက်ဝေဖန်ရှုတ်ချဆုံးမတဲ့နေရာမှာဆုံးမအဲ့ဒီလိုထုံတန်းစင်လာဒလိအကောင်းလေးတွေကိုကျင့်သုံးပေးပြီးတော့အဲ့ဒီဒလိလေးတွေကိုလည်းမပယ်နဲ့ပညာရှိသူတော်ကောင်းတို့ဆုံးမစကားကိုနာခံရမယ်ဆိုတာကတော့ပြောဝဲစရာမရှိတော့ဘူးဘယ်ကိစ္စမှဆိုကိုယ့်ထက်သိတော့တတ်တော့ဆိုတဲ့သူဆိုတာရှိနေတတ်တာကြီးပဲအဲ့တော့အမှုကိစ္စတစ်ခုကိုမနာလဲပဲကိုမကျွမ်းကျင်ပဲနဲ့ဆုံးဖြတ်လိုက်တဲ့အခါစီမံလိုက်တဲ့အခါမှာအပြက်အစီးအယိုးအယွင်းတွေနဲ့ပဲရင်ဆိုင်ရပြီးတော့လိုရမရောက်တွေဖြစ်တတ်ကြတာများစွာတာရကတွေရှိတယ်ကိုသွားကြတဲ့လမ်းကိုမသွားတတ်ဘူးလမ်းသိတဲ့သူကိုမေးရမယ်ကိုလှုပ်ချင်တဲ့အလုပ်ကိုမလှုပ်တတ်ဘူးလှုပ်တတ်တဲ့သူစီမှာစီကပ်ပြီးနီးနာယူရမယ်စကားပြောတဲ့နေရာမှာတော့
ဘယ်စကားကထိရောက်တာလဲဘယ်လိုစကားမျိုးပြောရင်ကိုယ့်ဘက်ကိုပြန်လှည့်လာနိုင်တယ်လဲဘယ်လိုစကားမျိုးကအမှုကိစ္စကိုပြီးစီးစေတယ်လဲဆိုတဲ့စကားပြောတဲ့နေရာမှာလဲသူ့ရဲ့စီမင်းစည်းကမ်းတွေရှိတာဖြစ်တဲ့အတွက်ပညာရှိသူတော်ကောင်းတွေရဲ့အဆုံးအမစကားကိုနာခံသောအဖြစ်အမှားနဲ့မယ်ကောင်းကျိုးတွေများမယ်အမျိုးသမီးတို့ကိုအနိုင်ထက်မသိမ့်ပိုက်ဘူးဆိုတာကတော့သူ့သားသမီးကိုသားသမီးသမီးချင်းကိုချင်းစာနှမချင်းကိုချင်းစာပြီးတော့စောင့်ရှောက်ပေးသောအဖြစ်မိသားစုအဖွဲ့အစည်းကိုယ့်ရဲ့နိုင်ငံအကျိုးစီးပွားတွေတိုးတက်ဖို့ပဲရှိတယ်သူ့သမီးကိုသမီးသူ့နှမကိုနှမလုံခြုံပါတယ်ဆိုတော့မှကိုယ့်ရဲ့ရက်ရွာကိုယ့်ရဲ့တိုင်းပြည်အေဂျင့်တယ်လို့ခေါ်ရတာကိုသားသမီးကတော့အေဂျင့်နေပေမဲ့သူ့သမီးသူ့ရဲ့နှမမလုံခြုံဘူးဆိုတဲ့အခါမှာလဲကိုအေဂျင့်တယ်လို့ပြောလို့မရဘူးဒီနေ့ဒီအန္တရာယ်ဟာသူ့စီရောက်နေပေမဲ့နောက်နေ့မှာဒီအန္တရာယ်မျိုးကိုယ့်စီလည်းရောက်လာနိုင်တယ်ဒါကြောင့်အားလုံးသောအဖွဲ့အစည်းတစ်ခုတည်းကနေထိုင်ကြတဲ့သူတွေအားလုံးရှိနေကြတဲ့သူတွေအားလုံးဟာအမျိုးသမီးတွေဆိုလို့ရှိရင်အနိုင်အထက်သိမ့်ပိုက်ခြင်းဆိုတဲ့ကိစ္စကိုရှုတ်ချသင့်တယ်မေတ္တာဖြင့်သာပြုမှုကြပြောဆိုကြဆက်ဆံကြသောအဖြစ်သူလည်းစိတ်ချမ်းသာကိုယ်လည်းစိတ်ချမ်းသာကောင်းကျိုးတွေကိုဖြစ်စေတဲ့အတွက်တိုးတက်ကြီးဝါဖို့ပဲဖြစ်လိမ့်မယ်ထုံးစံရှိတဲ့အတိုင်းနတ်ဒေဝတာတို့ကိုပတာတယ်ဆိုတာဘုရားရှင်ကိုယ်တော်တိုင်ဟောကြားထားခဲ့တဲ့အရာပဲကိုယ်ထုံးစံရှိတာကိုထုံးစံရှိတဲ့အတိုင်းပတာခြင်းသာဖြစ်တယ်ရှ िख ိုးတာမဟုတ်ဘူးမိတ်ဆွေတွေလိုပဲသူတို့တွေကလည်းမိတ်ဆွေလိုပေါင်းရင်မိတ်ဆွေလိုပြန်ပြီးတော့ဆောင်းလျှောက်တယ်အဲ့တော့သူတို့ကိုထုံးစံရှိလို့ပတာတယ်ဆိုတဲ့နေရာမှာလက်အုပ်ချီစရာမလိုဘူးတဲ့ဒါပေမဲ့မေတ္တာဖြင့်သုံးဆောင်ပါပြန်လဲဆောင်းလျှောက်ပါဆိုတဲ့ပုံစံမျိုးနဲ့သွားကြတာကိုဘုရားရှင်ကိုတော်မြတ်ကိုတော်နဲ့ဒီထုံးတမ်းစင်လာတွေနဲ့ပတ်သက်ပြီးဟောခဲ့တာတွေရှိတယ်ပြီးတော့ထုံးစံရှိတိုင်းနတ်တွေဝဒတို့အားပတာခြင်းဟာလေတိုးတက်ကြီးပွားစေဖို့အတွက်အကြောင်းရင်းတစ်ခုပဲယဟန်တန်ဃာတို့ကိုစောင့်ရှောက်တယ်ဆိုတဲ့အရာကလည်းတိုးတက်ကြီးပွားဖို့ရာအတွက်ဒါဟာအကြောင်းတရားတစ်ခုပဲအားကြောင့်လဲဆိုတော့နိုင်ငံတစ်နိုင်ငံမှာအေဂျင့်နေစေဖို့ဆိုတာတရားကျင့်ကြံသောတရားနဲ့အညီနေထိုင်သောသမဏဗြဟ္မဏတို့အပေါ်မှာလည်းမူတည်တယ်သူတို့သည်တိုင်းပြည်ရဲ့ဂုဏ်ကိုလည်းဆောင်ကြတယ်အကျင့်သိက္ခာနဲ့ပြည့်စုံသောယဟန်တန်ဃာများအကျင့်သိက္ခာနဲ့ပြည့်စုံသောသမဏဗြဟ္မဏများကကောင်းရာတွေညွှန်ပြနိုင်ကြပြီးတော့မကောင်းရာတွေကိုတားမြစ်ပိတ်ပင်ကြပြီးကောင်းကျိုးတွေနဲ့ပြည့်စုံမဲ့အရာတွေကိုသာဖြစ်စေတာဖြစ်တဲ့အတွက်ကိုနေတဲ့အရက်ဒေသမှာယဟန်တန်ဃာများပျော်မွေ့အောင်ထားဖို့ကလည်းပဲလိုအပ်တယ်ယဟန်တန်ဃာတွေရှိနေခြင်းဟာကိုယ့်ရဲ့နိုင်ငံအတွက်ဂုဏ်သိက္ခာတစ်ခုဖြစ်နေတယ်ဂုဏ်သိက္ခာရှိအောင်ယဟန်တန်ဃာတွေကလည်းကျင့်ကြံကြမယ်လူတွေကလည်းယဟန်တန်ဃာတွေပျော်မွေ့စေရာတရားအထုတ်ရင်အစဉ်ပြေစေဖို့စာပေပရိယတ်တွေသင်ကြားရင်အစဉ်ပြေစေဖို့ဆိုတဲ့ဒီလိုအခြေအနေလေးတွေဖန်တီးပေးသောအပြင်ယဟန်တန်ဃာကိုဆောင်ရှောက်ရတယ်လမ်းမလမ်းလွဲအပြင်ကာမဂုဏ်တရားတွေနဲ့ဖျားယောင်းပြီးတော့ယဟန်တန်ဃာတွေကိုဆောင်ရှောက်ခြင်းကိုဆိုလိုတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းသီလနဲ့ပြည့်စုံအောင်ကျင့်တော်ယဟန်အားသီလပြည့်စုံစွာကျင့်နိုင်ဖို့ဆောင်ရှောက်ပေးရမယ်တမာတိနဲ့ပြည့်စုံအောင်ကျင့်ကြံနေတော်ယဟန်အားတမာတိနဲ့ပြည့်စုံအောင်ကျင့်ကြံနိုင်ဖို့ဆောင်ရှောက်ပေးရမယ်တရားဘာဝနာပွားများခြင်းမှာမွေ့လျော်တဲ့ယဟန်အားတရားဘာဝနာပွားများတဲ့နေရာမှာအခက်အခဲမရှိစေဖို့ဆောင်ရှောက်ပေးနိုင်ရမယ်မြတ်စွာဘုရားလိုလားသောအနှစ်သာရတွေဖြစ်တဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ကန္ထဒုရဝိပဿနာဒုရဆိုတဲ့စာပေပရိယတ်တွေသင်ကြားပို့ချခြင်းဆိုတဲ့ကိစ္စမျိုးတွေမှာလည်းအခက်အခဲမရှိရအောင်ဆောင်ရှောက်ပေးခြင်းဝိပဿနာဒုရဆိုတဲ့တရားဘာဝနာပွားများအားထုတ်တဲ့နေရာမှာလည်းအခက်အခဲမရှိအောင်ဆောင်ရှောက်ပေးခြင်းဆိုတဲ့နိမန်လမ်းမှန်ဆောင်ရှောက်နည်းများဖြင့်ဆောင်ရှောက်ပေးပါကသီလချစ်သူယဟန်တန်ဃာတွေပေါ်ပေါက်လာမယ်တမာတိချစ်သူယဟန်တန်ဃာတွေပေါ်ပေါက်လာမယ်ပညာချစ်သူယဟန်တန်ဃာတွေပေါ်ပေါက်လာကြမယ်အဲ့ဒီလိုကောင်းမြတ်သောအကျင့်စရိုက်နဲ့ပြည့်စုံတဲ့ယဟန်တန်ဃာတွေကိုယ်တိုင်းပြည်မှာရှိနေအောင်စောင့်ရှောက်ထားနိုင်ခြင်းဟာလည်းကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတစ်ခုပဲနောက်တစ်ခါစည်းစိမ်ချမ်းသာတွေတိုးတက်ပွားများဖို့ရာအတွက်အကြောင်းတရားတွေလည်းရှိတယ်ဒါကတော့တက္ကိစ္စဆိုတဲ့ယိုသေးခြင်းသဘောတရားတွေပဲဘုရားကိုယိုသေးတယ်တရားကိုယိုသေးတယ်တန်ခါကိုယိုသေးတယ်ကိုချင်းသိက္ခာကိုယိုသေးတယ်တည်ကြည်မှုတမာတိကိုယိုသေးတယ်ကောင်းမြတ်သောအဆွေခင်ပွန်းလည်းရှိတယ်ပညာရှိသူတော်ကောင်းစကားကိုလည်းနာခံတယ်ဆိုတဲ့အချက်9ချက်ပဲဒီအချက်9ချက်ဟာကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတရားတွေပဲဘုရားကိုယိုသေးသောအဖြစ်မြတ်စွာဘုရားဟောကြားသောတရားတော်တွေကိုယိုသေးလာကြမယ်ကျင့်ကြံလာကြမယ်
မူရင်ပထမဖြစ်တဲ့ဘုရားရှင်ကိုယ်တော်မကြင်ညိုဘူးဆိုရင်တော့မြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုနာယူခြင်းစိတ်လည်းရှိမှာမဟုတ်ဘူးလိုက်နာကျင့်ကြံဖို့ကတော့ဝေးနေအောင်ပါတရားကျင့်သူတွေပေါ်များလာမှမေတ္တာနဲ့ပြည့်စုံတဲ့သူတွေကရုဏာနဲ့ပြည့်စုံတဲ့သူတွေမုဒိတာနဲ့ပြည့်စုံတဲ့သူတွေဥပေက္ခာနဲ့ပြည့်စုံတဲ့သူတွေကြီးပဲပေါ်များလာပြီးတော့တာယာဝါပြောလာမှာဖြစ်တယ်အချင်းချင်းမေတ္တာဖြင့်သာဆက်ဆံကြခြင်းအချင်းချင်းတနာငဲ့ညာပြီးတော့ဆက်ဆံကြခြင်းအချင်းချင်းရဲ့အောင်မြင်မှုတွေကိုပံ့ပိုးကြခြင်းဝမ်းသာပေးကြခြင်းဆိုတဲ့အရာတွေဟာလူပေါင်းလောကကြီးပွားတိုးတက်ဖို့ရာအတွက်အရေးအကြီးဆုံးတရားတွေပဲဒါကြောင့်ဖခင်ကိုယိုသေးသောအဖြစ်အဲ့ဒီလိုကြီးပွားတိုးတက်စေဖို့အကြောင်းရင်းတစ်ခုဖြစ်မယ်တရားကိုယိုသေးသောအဖြစ်ကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းရင်းတစ်ခုဖြစ်မယ်တရားကိုယိုသေးတဲ့ဆိုတဲ့နေရာမှာသီလဆောင်တိန်ဖို့ရာဆိုတဲ့တရားတွေဟောခဲ့တာဟာလေတရားပဲသူ့အတ္တမတတ်ခြင်းဟာလေတရားကျင့်ခြင်းပဲသူ့ဥစ္စာမခိုးခြင်းကလည်းတရားကျင့်ခြင်းပဲကာမေတုမိစ္ဆာစာရမကျူးလိုခြင်းဟာလည်းတရားကျင့်ခြင်းပဲလိမ်မပြောခြင်းဟာလည်းတရားကျင့်ခြင်းပဲဂုံးမတိုက်ခြင်းကလည်းတရားကျင့်ခြင်းပဲကြမ်းတမ်းတဲ့စကားတွေမပြောခြင်းဟာလည်းတရားကျင့်ခြင်းပဲပြင်းပြင်းသောအတိတ်ပဲမရှိသောလောကီလောကအကျိုးမရှိသောစကားတွေမပြောခြင်းဟာလည်းပဲတရားကျင့်ခြင်းပဲသူတစ်ပါးစည်းစိမ်ကိုကိုယ်စည်းစိမ်ဖြစ်အောင်မကြံစီခြင်းဟာလည်းတရားကျင့်ခြင်းပဲသူတစ်ပါးတွေပျက်စီးရာပျက်စီးကြောင်းမကြံစီခြင်းဟာလည်းပဲတရားကျင့်ခြင်းပဲလွယ်မှာသောအယူတွေမရှိအောင်အမြဲတမ်းအယူမှန်သာရရှိစေဖို့တမ္မာဒိဋ္ဌိဉာဏ်ရဖို့ကြိုးစားခြင်းဟာလည်းပဲတရားကျင့်ခြင်းပဲဒါကြောင့်တရားကိုရိုသေသောသူဟာတရားကိုကျင့်ကြံကြလိမ့်မယ်တရားကိုကျင့်ကြံသောအပြင်ကောင်းကျိုးစီးပွားတွေသာတိုးတက်လာမှာဖြစ်တယ်ဆိုးယုံမှာမဟုတ်ဘူးတန်ခါကိုရိုသေတဲ့ဆိုတဲ့နေရာမှာလည်းသီလကုံတမာတိကုံပညာကုံနဲ့ပြည့်စုံသောတန်ခါတော်တွေကိုရိုသေခြင်းကိုဆိုလိုတာဖြစ်တယ်သီလနဲ့ပြည့်စုံတဲ့ယဟန်ကိုရိုသေသောအပြင်မိမိအတွက်လောကီလောကအကျိုးတွေကိုရစေတယ်သီလဆောင်ထိန်၍သီလကိုချင့်မြတ်လို့သောယဟန်တန်ခါကိုရိုသေသောအပြင်ထိုယဟန်တန်ခါသည်လည်းမိမိအပေါ်မှာမေတ္တာတတ်ဝင်ပြီးကောင်းကျိုးတွေကိုပြည့်စုံစေမှာဖြစ်တယ်သီလရှိတဲ့ယဟန်ကိုရိုသေခြင်းစည်းကပ်ခြင်းအပြင်လေယာမြေကောင်းတဲ့ဘွယ်လည်းဖြစ်တယ်တမာတိနဲ့ပြည့်စုံသောပညာနဲ့ပြည့်စုံသောယဟန်တန်ခါတော်လေးဆိုရင်ပိုးပြီးတော့အကျိုးများတယ်သူတမာတိနဲ့သူ့ရဲ့တရားဘာဝနာနဲ့သူပျော်မွေ့နေတဲ့ယဟန်မျိုးဒီလိုယဟန်မျိုးကိုယိုသေးတယ်ဒီလိုယဟန်တန်ခါမျိုးကိုပူဇော်တဲ့ဆိုရင်လေယာမြေကောင်းတဲ့ဘွယ်လည်းဖြစ်တဲ့အတွက်မိမိအတွက်ကောင်းကျိုးချမ်းသာတွေရစေဖို့အကြောင်းတရားဖြစ်နေမယ်အဲဒီလိုဘုရားတရားတန်ခါကိုယိုသေးတယ်လို့ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကိုလည်းယိုသေးဖို့လိုတယ်သူတစ်ပါးရဲ့သီလကိုပဲအားကိုးနေလို့မရပဲကိုယ့်ဘဝရဲ့ကျုံဆုံးလာမဲ့ဘေးရန်တွေမှန်သမျှဆိုတာကိုကျင့်သီလရှိအောင်မှဖြစ်မှာဒါကြောင့်ကိုယ့်ရဲ့ကိုကျင့်သီလကိုမှသူတစ်ပါးကဲ့ရဲ့စရာအပြစ်လည်းမရှိဘူးအပေကြစေတဲ့အကုသိုလ်လည်းမရှိဘူးဆိုရင်ပီတိစိတ်နဲ့နေနိုင်တယ်ပီတိစိတ်ရှိတဲ့သူဟာဝမ်းမြောက်ခြင်းပါမောက္ခကိုရမယ်ဝမ်းမြောက်တဲ့သူဟာကာယပတ္တတိစိတ်တပတ္တတိဆိုတဲ့သဘောတရားတွေကိုရရှိလိမ့်မယ်ကိုယ်ဤငြိမ်အေးမှုစိတ်ဤငြိမ်အေးမှုတွေကိုခံစားရပြီးစိတ်ချမ်းသာမှုနဲ့နေနိုင်မယ်အဲ့ဒီစိတ်ချမ်းသာမှုနဲ့နေနိုင်တဲ့သူရဲ့စိတ်ဟာတည်ကြည်လိမ့်မယ်ဒါကြောင့်ကိုကျင့်သိက္ခာကိုယိုသေးတဲ့သူဟာကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံဖို့အကြောင်းတရားတစ်ခုပဲတည်ကြည်မှုတမာတိကိုယိုသေးတာကလည်းဒီအတိုင်းပဲတမာတိချီခြင်းသည်အမှုကိစ္စတွေဆောင်ရွက်တဲ့နေရာမှာတည်ကြည်သောဆုံးဖြတ်မှုတည်ကြည်သောအမြင်တည်ကြည်သောသုံးသပ်မှုတွေရှိမှဖြစ်တဲ့အတွက်ကြပြောင်းကြပြန်ဖောက်ပြန်ပျက်စီးတဲ့သဘောမျိုးတွေဖြစ်လာတော့မှာမဟုတ်ဘူးမှန်ကန်တက်မှတ်သောလူသားတစ်ယောက်၏မှန်ကန်တက်မှတ်သောဆုံးဖြတ်မှုဟာလူလဲချစ်နတ်လဲချစ်လူလဲယိုသေးနတ်လဲယိုသေးတဲ့ဘဝကိုရောက်ကြပြီးကောင်းကျိုးမင်္ဂလာတွေကိုသာပြည့်စုံစေတာဖြစ်တယ်ဒါကြောင့်တမာတိကိုယိုသေးတယ်ဆိုတဲ့နေရာမှာသူတစ်ပါးရဲ့တမာတိကိုလည်းယိုသေးလေးစားသလိုကိုယ်တိုင်မှာရှိရမယ်တမာတိတရားကိုလည်းယိုသေးလေးစားစွာဖြင့်ကျင့်ယူတယ်ပွားယူတယ်တည်နေအောင်ကြိုးစားတယ်ကောင်းမြတ်သောအဆွေခင်ပွန်းရှိတယ်ဆိုတဲ့အချက်ကလည်းအင်မတန်အရေးကြီးတယ်မိတ်ဆွေပေါင်းတယ်ဆိုပေမဲ့လောင်ကစားလုပ်တဲ့နေရာမှာပေါင်းတဲ့မိတ်ဆွေမျိုးအရက်သေးစားတောက်စားတဲ့နေရာမှာပေါင်းတဲ့မိတ်ဆွေမျိုးတွေဟာကောင်းကျိုးတွေစီကိုညွှန်ကြားပေးကြမှာမဟုတ်ဘူးကောင်းကျိုးတွေဖြစ်အောင်ဆောင်ရွက်ပေးကြမှာမဟုတ်ဘူးပြဿနာတွေပို့ပြီးတော့ပွားလာပြီးဆင်းရဲခြင်းဆိုတဲ့အကျိုးတရားတွေကိုသာရရှိစေမှာဖြစ်တယ်အခါမဟုတ်တဲ့နေရာမှာသွားတဲ့နေရာမှာအပေါင်းဖော်လုပ်ပေးတဲ့သူများမသွားတဲ့နေရာကိုသွားတဲ့နေရာမှာအပေါင်းဖော်လုပ်ပေးတဲ့သူများမလုပ်တဲ့အလုပ်ကိုအားပေးတဲ့နေရာမှာတိုက်တွန်းရှိတဲ့မိတ်ဆွေများဒီလိုမိတ်ဆွေတွေဟာကိုယ့်ကိုအားကိုးတိုးတွေသာတိုးလာစေပြီးတော့
ပြစ္ဆုတ်ပံတမလွန်နှစ်ဖြာသောဘဝတွေမှာကောင်းကျိုးမရှိစေတဲ့ရလဒ်တွေကိုရစေမှာဖြစ်တဲ့အတွက်အဲ့ဒီလိုမိတ်ဆွေမျိုးကိုကောင်းမြတ်သောအဆွေခင်ပုံးလို့မခေါ်ဘူးမကောင်းတဲ့အရာတွေကိုတားမြစ်ပေးပြီးတော့ကောင်းတဲ့အရာတွေကိုသာညွှန်ကြားပေးတတ်တဲ့မိတ်ဆွေမျိုးမိမိဒုက္ခရောက်ရင်စောင့်ရှောက်ပေးတတ်ပြီးပြစ်မသွားတတ်တဲ့မိတ်ဆွေမျိုးမိမိစီမှာရလိုခြင်းနဲ့ပေါင်းတာမဟုတ်ဘဲနဲ့မေတ္တာဖြင့်သာပေါင်းတင်ဆက်ဆံတဲ့မိတ်ဆွေမျိုးမိမိရဲ့ကောင်းကျိုးဆိုလို့ရှိရင်ဝမ်းမြောက်ဝမ်းသာရှိတတ်ပြီးမနာလိုခြင်းအလင်းကင်းတဲ့မိတ်ဆွေမျိုးအဲ့ဒီလိုကောင်းမြတ်တဲ့အဆွေခင်ပုံမျိုးရှိခြင်းဟာတိုးတက်ကြီးပွားကြောင်းအကြောင်းတရားပဲဒါကြောင့်မိတ်ဆွေပေါင်းမယ်ဆိုလို့ရှိရင်သီလကုံတမာတိကုံပညာကုံတို့နှင့်ပြည့်စုံသောမိတ်ဆွေများအကောင်းအဆိုးအကြောင်းအကျိုးနားလည်သောမိတ်ဆွေများကောင်းရာကိုသာညွှန်ပြတတ်၍မကောင်းသောအရာတွေကိုတားမြစ်တတ်သောမိတ်ဆွေများကုသိုလ်ကောင်းမှုတွေကိုသာတိုးစေပြီးတော့မေတ္တာအပြည့်ဖြင့်အမြဲစောင့်ရှောက်တတ်သောမိတ်ဆွေများကိုဒုက္ခရောက်ရင်ပြစ်သွားပြီးတာလို့ရှင်ကတ်လာတတ်သောမိတ်ဆွေမဟုတ်ဘဲနဲ့ဒုက္ခရောက်ရင်လည်းပြစ်မသွားဘူးတာတဲ့အချိန်မှလည်းဝမ်းသာပေးတတ်တဲ့မိတ်ဆွေများအဲ့ဒီလိုမိတ်ဆွေမျိုးတွေကိုကောင်းမြတ်တဲ့အဆွေခင်ပုံးလို့ခေါ်တယ်ဒီလိုအဆွေခင်ပုံးရှိခြင်းဟာတိုးတက်ကြီးပွားဖို့ရာအတွက်အကြောင်းတရားတစ်ခုပဲပညာရှိသူတော်ကောင်းစကားကိုနားထောင်တယ်နားခံတယ်ဆိုတာကလည်းဒါကောင်းမြတ်သောအကြောင်းတစ်ခုကြီးပွားတိုးတက်ဖို့အကြောင်းတစ်ခုပဲကိုတယောက်တည်းအဆအရာရာနယ်ပယ်အရရက်ကိုသိရှိနားလည်နိုင်ဖို့မဖြစ်နိုင်ဘူးကိုမသိသောအရာကိုသူသိတယ်ကိုမလုပ်တတ်သောအရာကိုသူလုပ်တတ်တယ်ကိုထက်ပို့ပြီးတော့သိရင်ကိုအတွက်ကတော့ပညာရှိပဲအဲ့ဒီမှာမှသီလသမာဓိပညာနဲ့ပြည့်စုံတယ်ဆိုရင်ပညာလည်းရှိသူတော်ကောင်းလည်းဖြစ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေရဲ့စကားဆိုရင်တော့နာခံရမယ်ကိုဆင်းရဲသွားစေဖို့လည်းလမ်းပြမှာမဟုတ်တယ်လို့အပေကြဖို့လည်းပဲလမ်းပြမှာမဟုတ်တဲ့အတွက်ကြောင့်ဒီလိုသူတော်ကောင်းတွေပြောတဲ့စကားကိုနာခံခြင်းအပြင်ကောင်းရာလမ်းကိုသာရှောက်တတ်မှာဖြစ်တယ်မကောင်းသောလမ်းတွေကိုရှောင်တတ်မှာဖြစ်တယ်ဒါကြောင့်ကြီးပွားတိုးတက်ဖို့အကြောင်းရင်းတစ်ခုပဲနောက်ထပ်ကြီးပွားတိုးတက်စေမယ့်အကြောင်းတွေကတော့ညီညွတ်စွာမပြည့်စည်ဝေးတိုင်ပင်တတ်ခြင်းအစည်းအဝေးသို့အညီအညွတ်တက်ရောက်၍ညီညွတ်စွာထားပြန်ခြင်းပညာပြည်ဓမ္မဝိနည်းတို့ကိုအစဉ်လိုက်နာကျင့်သုံးခြင်းမပယ်ဖြတ်ခြင်းအသစ်မပြုပြင်ခြင်းထေကြီးဝါကြီးဂုဏဝန္တသီလဝန္တဘဝတုတ္တရပုဂ္ဂိုလ်တို့အားရိုသေလေးမြတ်ခြင်းပူဇော်ခြင်း၎င်းတို့၏ဆုံးမစကားကိုနာယူခြင်းမိမိတန်တန်း၌ဖြစ်သောလောဘတဏှာအလိုစိုးတို့မလိုက်ပါဘဲနဲ့နေခြင်းစံမတ်ဖို့ရလွယ်ကြောင်းဖြစ်သောတောရကြောင်းတို့၌စိတ်ညွတ်ခြင်းတရင်သုံးပေါ်တို့အားစောင့်ရှောက်ခြင်းဆိုပြီးတော့ကြီးပွားတိုးတက်ဖို့ရာအတွက်တရားတွေကိုလည်းမဟာပရိနိဗ္ဗာန်သုတ်တံမှာယဟန်တော်တွေကိုဟောကြားထားတာရှိတယ်ယဟန်တော်တွေပင်ဖြစ်လင်ကစားငါတကောမကောကြပဲနဲ့ညီညွတ်စွာမပြတ်စည်းဝေးတိုင်ပင်ခြင်းရှိရင်ကြီးပွားတိုးတက်စေတယ်အစည်းအဝေးကိုအညီညွတ်တက်ရောက်ညီညွတ်စွာပြန်ကြခြင်းဟာလည်းကြီးပွားတိုးတက်ရာအကြောင်းတစ်ခုပဲပညာပြည့်ထားတဲ့ဓမ္မဝိနည်းဆိုတာတွေရှိတယ်ဒါတွေကိုအစဉ်လိုက်နာကျင့်သုံးရမယ်မပယ်ဖြတ်ရဘူးအသက်လည်းပဲမပြုတ်ပြင်ရဘူးမြတ်စွာဘုရားဟောကြားတဲ့အတိုင်းဒီအတိုင်းသာထားပြီးအဲ့ဒီအတိုင်းတသွေးမတိန်လိုက်နာကျင့်ကြံသောအဖြစ်ကြီးပွားတိုးတက်စေတယ်ထေကြီးဝါကြီးအသက်ကြီးတဲ့သူသီလအပြင်ကြီးမြတ်တဲ့သူဘဝတုတ္တဆောင်တဲ့ပုဂ္ဂိုလ်ဒီလိုပုဂ္ဂိုလ်တွေကိုယိုသေးလေးမြတ်ခြင်းအပြင်မိမိအတွက်လောကီလောကုအကျိုးတွေကိုရစေတယ်သူတို့ရဲ့ဆုံးမစကားကိုနာယူခြင်းအပြင်လည်းမိမိအတွက်လောကီလောကုအကျိုးတရားတွေကိုရစေမယ်ကိုယ်တန်တမ်းမှာဖြစ်တဲ့လောဘတဏှာအလိုစိုးကိုမလိုက်ခြင်းဟာလည်းကြီးပွားတိုးတက်စေတယ်လောဘတဏှာလွှမ်းမိုးလာပြီဆိုရင်ကောင်းကျိုးလည်းမသိစိုးပြစ်လည်းမသိတော့ပဲထင်ရဆိုင်တတ်တယ်လောဘဦးစီးလာတဲ့အတွက်ကြောင့်ဆင်းရဲခြင်းတရားတွေသာအဆင့်ဆင့်ပွားမှာဖြစ်တယ်ဒါကြောင့်လောဘအလိုစိုးဖြစ်လာပြီဆိုရင်ချိုးနှိမ်ဖို့လိုအပ်တယ်လောဘအလိုနောက်ကိုမလိုက်ခြင်းဟာဘေးရန်တဲ့ကင်းစေပြီးတော့ကြီးပွားတိုးတက်ဖို့ရအကြောင်းတစ်ခုပဲဇမ္မဖို့ရလွယ်ကြောင်းဖြစ်တဲ့တောရအကြောင်းမှာစိတ်ညွတ်တဲ့ဆိုတာကလည်းပရိယာအပြင်ပြောရမယ်ဆိုရင်လူသူရှုပ်ထွေးပွေလီနေတဲ့နေရာတွေထဲမှာသူတော်ကောင်းတရားကိုကျင့်ကြံဖို့မဖြစ်နိုင်ဘူးဒါကြောင့်မလို့တိတ်ဆိတ်ရာနေရာကိုညွတ်တဲ့စိတ်မျိုးရှိနေခြင်းဟာလည်းပဲကြီးပွားတိုးတက်ဖို့အကြောင်းတစ်ခုပဲကိုယ့်ရဲ့တဘောရဲ့ကိစ္စတွေကိုစဉ်းစားတွေးတောဆုံးဖြတ်တဲ့နေရာတွေမှာတော့တိတ်ဆိတ်စွာနေနိုင်တဲ့နေရာမှာစဉ်းစားဆုံးဖြတ်ရင်အဖြေလွယ်လွယ်ရတယ်ဒါကြောင့်အဲ့ဒီလိုစိတ်ငြိမ်တဲ့နေရာမှာစိတ်ညွတ်တဲ့သဘောဟာလည်းပဲကြီးပွားတိုးတက်ဖို့အကြောင်းပဲကိုယ်နဲ့အတူတူနေတဲ့သူတွေကိုစောင့်ရှောက်တာကတော့တရင်သုံးပေါ်တို့အားစောင့်ရှောက်ခြင်းအနာကလူကိုမထီမဲ့မြင်မပြူဘူးဥပိ္ပခာပြုမထားဘူးချီးမြှောက်တဲ့နေရာချီးမြှောက်ပြီးတော့အပြစ်တွေဖြစ်တဲ့အခါမှာလည်းပဲပြောဆိုဆုံးမထိမ့်သိမ့်အဲ့ဒီလိုစောင့်ရှောက်တာနှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းစသည်ဖြင့်ဒီလိုစောင့်ရှောက်မှုများ
အဲ့ဒီလိုစောင့်ရှောက်မှုနဲ့နေမယ်ဆိုရင်ကိုယ့်အဖွဲ့အစည်းကိုယ့်အတိုင်းဝန်းထဲမှာအချင်းချင်းနှွေးထွေးသောမေတ္တာတရားတွေနဲ့နေထိုင်နိုင်ကြပြီးသူ့ကိုလည်းကိုယ်ကစောင့်ရှောက်သူ့ကိုလည်းကိုယ်ကစောင့်ရှောက်ရင်းဖြင့်အချင်းချင်းအပြန်အလှန်စောင့်ရှောက်တဲ့တာယာတဲ့လောကကြီးဖြစ်လာလိမ့်မယ်။ဒါကြောင့်ဒီတရားတွေဟာကြီးပွားတိုးတက်ဖို့ရာအတွက်အကြောင်းတရားတွေပါပဲ။ဒါကြောင့်မိမိဘဝအောင်မြင်ဖို့ရာအတွက်အဲ့ဒီလိုကြီးပွားတိုးတက်စေတဲ့တရားတွေကိုကျင့်သုံးသောအဖြစ်ဆုပ်ယုပ်ခြင်းတွေပြတ်ပြားသွားပြီးတော့တိုးဝါခြင်းတွေသာအစဉ်စဉ်ပွားလာမှာဖြစ်တယ်။နောက်တစ်ခါသင်္ကားတရား၄ပါးဖြင့်ချီးမြှောက်မယ်ဆိုပါကလည်းကြီးပွားတိုးတက်စေလိမ့်မယ်။ဒါကတော့ဒါနဆိုတဲ့ပေးကမ်းခြင်းပိယဝါစာဆိုတဲ့ချစ်ဖွယ်သောစကားကိုပြောဆိုခြင်းအဋ္ဌစရိယာဆိုတဲ့သူ့အကျိုးစီးပွားကိုကျင့်ခြင်းတမာနတ္တတာဆိုတဲ့ကိုယ်နဲ့တဒန်းတစားတဲ့ထားပြီးတော့ပေါင်းသင်းဆက်ဆံခြင်းလို့အဲ့ဒီလို၄ပါးကိုကျင့်သုံးမယ်ဆိုရင်အတူနေသူအချင်းချင်းစည်းလုံးနေမယ်။ကိုယ်အနားမှာနေတဲ့သူတွေကိုကိုစားတယ်လို့ပဲကြွေးကိုသုံးတယ်လို့ပဲပေးအဲ့ဒီလိုပေးခြင်းအပြင်စိတ်ဝမ်းကွဲမှုကိုမဖြစ်စေဘူး။စကားပြောမယ်ဆိုရင်တော့မှပဲနားဝင်လွယ်တဲ့စကားချိုးသားတဲ့စကားတွေကိုပြောခြင်းအပြင်ချစ်ချင်းမြတ်တာတွေကိုပို့ပြီးတော့ကြီးပွားစေတယ်။ပြီးတော့သူတို့ရဲ့အကျိုးလေးတွေကိုဆောင်ပေးရတယ်။လောကီအကျိုးလိုချင်တဲ့သူကိုလောကီအကျိုးလုံနိုင်ဖို့ရာအတွက်ပံ့ပိုးပေးတယ်။လောကုတ္တရာအကျိုးလိုချင်တဲ့သူကိုလောကုတ္တရာကိစ္စဆောင်ရွက်နိုင်ရန်အတွက်ပံ့ပိုးပေးတယ်။အဲလိုသူတို့အကျိုးတွေပြည့်မှလည်းကိုယ့်အကျိုးကိုပြန်ပြီးတော့ဆောင်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်သူ့အကျိုးစီးပွားကိုကျင့်ခြင်းဟာလည်းကြီးပွားတိုးတက်ဖို့ပဲ။ကိုယ်နဲ့ပေါင်းတဲ့အပေါင်းအသင်းတွေကိုယ့်ရဲ့အတိုင်းဝိုင်းလေးထဲမှာကိုယ်နဲ့တဒန်းတစားတဲ့ထားပြီးတော့ပေါင်းသင်းဆက်ဆံတယ်။ကိုယ်ခံနိုင်မှသူခံနိုင်မယ်။ကိုယ်နဲ့တတ်တဲ့အရာကိုသူလည်းနှစ်သက်မှာပဲ။ကိုယ်ဒီစကားမကြိုက်ရင်သူလည်းကြိုက်မှာမဟုတ်ဘူး။ကိုယ်ဒါလေးစားရင်သူလည်းစားခြင်းမှာပဲ။အဲဒီလိုကိုယ်ချင်းစာစိတ်နဲ့တဒန်းတည်းထားပြီးတော့ကိုစားရင်သူလည်းစားရမယ်။ကိုဝတ်ရင်သူလည်းဝတ်ရမယ်။ သူမဝတ်ရဘူးဆိုကိုလည်းမဝတ်ဘူး။ သူမစားရဘူးဆိုကိုလည်းမစားဘူး။အဲဒီလိုစားရမယ်ဆိုရင်တော့မလောက်ဘူးဆိုရင်လောက်အောင်လို့မဝဘူးဆိုရင်လည်းရှိတာလေးကိုပဲအညီအညွတ်ခွဲပြီးတော့စားလိုက်ကြတဲ့အခါသွေးမကွဲတော့ဘူးကြီးပွားတိုးတက်ကြလိမ့်မယ်။အဲဒီလိုကြီးပွားတိုးတက်စေတဲ့နေရာတွေမှာရှေ့ကခေါင်းဆောင်လုပ်တဲ့သူကလည်းပဲအရေးအသွေးနဲ့ပြည့်စုံနေရမယ်။အိခံတက်ရမယ်။နိုးနိုးကြကြရှိရမယ်။ကြောင်းကြမယ်မနေရဘူး။ထထကြွကြွလုံလဝရိယရှိရမယ်။ကိုယ့်ရဲ့အသုံးဆောင်ပစ္စည်းတွေကိုခွဲချမ်းဝေဖန်ပြီးတော့ပေးတတ်တဲ့အချင်းရှိရမယ်။အနာညာတာတက်ရမယ်။စဉ်းစားဆင်ခြင်တက်ရမယ်။အဲဒီလိုနာယကကုံ6ပါးနဲ့ပြည့်စုံသောခေါင်းဆောင်ဖြစ်နေပါကလည်းပဲသူ့အတိုင်းဝိုင်းကိုကြီးဝါတိုးတက်အောင်ဆောင်ရွက်ပေးနိုင်တယ်။ဒါကြောင့်မလို့ဒီတရားကိုနာကြတဲ့တရားနာပရိသတ်အားလုံးမိမိဘဝတိုးတက်အောင်မြင်ဖို့ရာအတွက်ဒီအချက်အလက်တွေကိုလိုက်နာသောအဖြစ်ကျင့်ကြံသောအဖြစ်ကြီးဝါတိုးတက်အောင်မြင်ကြပါစေလို့ဆုတောင်းပေးပါတယ်။အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။တိမ်မွေ့နက်နဲသောလူမှုရေးရာဆိုတဲ့တရားဒေသနာဖြစ်ပါတယ်။လူမှုရေးရာရှုပ်ထွေးပြီးတော့အင်မတန်တိမ်မွေ့တာကိုလူအများနဲ့ဆက်ဆံတဲ့သူအတိုင်းနားလည်ကြတယ်။ချစ်ချင်းမြတ်တာပြတဲ့အခါမှာတော့မှအမြဲတမ်းထုတ်ပြလို့မရတဲ့အခါတွေရှိတာကိုဆုံးမထားတာတွေရှိတယ်။ချစ်ချင်းဟူသောလူသဘောလဲမနှောထဲသို့ဝမ်းတွင်းမျိုးလျက်ကျွန်းကိုချစ်ရာကွယ်သောခါတည်းစေပါယောက်ျားတရင်ငါအားစားသည့်အခိုက်သားနိုင်အိတ်ခါမရမှာမူတန်းစားဝစ်စားပေးခြင်းများနဲ့ပျော်ပါတော်မှရိုးရတင်စွာပြုအပ်ရ၏လို့ဆုံးမထားတာရှိတယ်။ကိုယ့်ရဲ့ချစ်ချင်းသဘောတရားကိုချစ်နေပေမဲ့လို့တခါတရံကြဝမ်းထဲမှာပဲထားတင်တယ်။အမြဲထုံမပြတင်ဘူး။အစည်းခံကျွန်းကိုချစ်လို့ရှိရင်သူ့ကွယ်ရမှာပဲချစ်တင်တယ်။အခိုင်စေယောက်ျားကိုချစ်ရင်လည်းအစားအသောက်ကျွေးတဲ့အချိန်မှာမေတ္တာနဲ့ကျွေးခြင်းစေတနာနဲ့ကျွေးခြင်းဆိုတဲ့သဘောဖြင့်သာလျှင်ချစ်တင်တယ်။သားသမီးကိုချစ်မယ်ဆိုရင်လည်းသူတို့အိပ်ပျော်နေတဲ့အခါမှာသာအချစ်တွေအားလုံးကိုပြတင်တယ်။ကျန်တဲ့အချိန်တွေမှာနေရာတိုင်းမှာအလိုလိုက်ပြီးချစ်နေလို့ဆိုလို့ရှိရင်ကန့်တက်တယ်အခွင့်အရေးယူတတ်တယ်။ဇနီးမယားကိုချစ်ရင်တော့မှအဝိတ္တန်စာဆင်ရင်ပေးသောအဖြစ်ချစ်ရတယ်။အတူနေသောအခါမှာသာမိမိရဲ့ချစ်ချင်းမြတ်တာလေးကိုပြတင်တယ်။ဒီလိုမှမဟုတ်နေရာတိုင်းမှာအလိုလိုက်နေတဲ့အခါကျတော့ကန့်တက်တယ်အခွင့်အရေးယူတတ်တယ်။ဒါကြောင့်ထိမ့်ထိမ့်သိမ့်သိမ့်ချစ်တင်တယ်။အဲဒီလိုတိမ်မွေ့နေနေတဲ့အတွက်ကြောင့်မလို့ဘဲသူကမှရည်ရွယ်တာမဟုတ်ပေမဲ့လို့လင်ယောက်ျားကလည်းဇနီးမယားအပေါ်မှာဇနီးမယားကလည်းလင်ယောက်ျားအပေါ်မှာမိဘကလည်းသားသမီးအပေါ်မှာသားသမီးကလည်းမိဘအပေါ်မှာအလုပ်ရှင်ကလည်းမိမိရဲ့အလုပ်သမားတွေအပေါ်မှာအလုပ်သမားတွေကလည်းမိမိရဲ့အလုပ်ရှင်ပေါ်မှာမေတ္တာစေတနာအပြည့်ထားပြီးတော့စီကံနဲ့ဆက်ဆံကြမယ်စီကံဖြစ်တာလျင်ချစ်ချင်းမေတ္တာကိုပြကြမယ်ဆိုရင်ဆိုးကျိုးတွေရမှာမဟုတ်ဘူး
ဘသူအပေါ်မှာပဲဖြစ်ဖြစ်နှိမ့်တဲ့သူကမြင့်တဲ့သူအပေါ်မှာချစ်ပြပြန်တော့လည်းပဲချစ်ချင်းတရားကိုအလွန်အကျွံပြလိုက်တိုင်းအနိုင်ယူတတ်ကြတယ်ဒါကြောင့်မလို့ချစ်တယ်ဆိုတဲ့နေရာမှာတော့မှထိမ့်သိမ့်ချစ်တဲ့တယ်လို့ဆုံးမထားတဲ့စကားတွေရှိတယ်ဘယ်သူအပေါ်မှာပဲဖြစ်ပါစေချစ်စရာကောင်းတယ်ဆိုရင်ချစ်ကြတာပါပဲအဲ့ဒီချစ်စရာကောင်းလို့ချစ်တယ်ဆိုပေမဲ့တရားလွန်တော့တနာကျွန်းဆိုတဲ့အတိုင်းပဲလူတွေဟာစီကံတတ်မှတ်ရမယ့်နေရာမှာမေ့နေတတ်တယ်စီကံတတ်မှတ်ခြင်းဆိုတဲ့သဘောတရားကိုပြက်ကွက်နေတတ်တယ်တချို့သောအယူဝါဒကတော့ချစ်တယ်ဆိုရင်ချစ်ချင်းတရားကိုပြပြောကြပေမဲ့လို့သိချစ်ပြတဲ့သူတိုင်းဟာကျေစုကံခံရခြင်းတစ္ဆာပေါက်ခံရခြင်းဆိုတဲ့အရာတွေနဲ့သာအဆုံးသတ်ကြတာကအများစုဖြစ်နေတယ်ဆိုတာကိုလည်းဆင်ခြင်တဲ့ဒါကြောင့်ချစ်ချင်းတရားကိုပြတယ်ဆိုတဲ့နေရာမှာတော့မှထိမ့်ချစ်တဲ့ဆိုတဲ့ရှုပ်ထွေးသောတိမ်မွေသောလူမှုရေးရာမှာနားလည်ထားရမယ့်အချက်တစ်ချက်ကိုတွေ့ရတယ်ဒီလိုမနေနိုင်လို့ချစ်ချင်းတရားကိုပြမှာပဲဆိုရင်လည်းပဲကိုယ်သဘောနဲ့ကိုယ်ပဲအစိုးတွေနဲ့ကြုံလာတဲ့အခါမှာကိုယ်ပဲရင်ဆိုင်ရတာပါပဲဘလို့ပဲဆုံးမဘလောက်ပဲဆုံးမလူဆိုတာကိုယ်သဘောနဲ့ကိုယ်သွားကြတာကြီးပါပဲပညာရှိသူတော်ကောင်းတွေကသာဒီလိုဖြစ်တတ်တဲ့အမှားတွေရှိတဲ့အတွက်ကြောင့်ကိုယ်ချစ်ချင်းတရားကိုပြရင်တောင်မှကာလဒေသကိုကြည်ပြီးထိမ့်ပြတဲ့တယ်လို့ဆုံးမထားခြင်းသာဖြစ်တယ်ပညာရှိသူတော်ကောင်းတို့ရဲ့ဆုံးမစကားကိုနားထောင်တဲ့သူကတော့စိုးကျိုးနဲ့မကြုံဘဲနဲ့နားမထောင်တဲ့သူကတော့ကိုယ်စိုးကျိုးကိုယ်ဘာသာခံစားရတာပါပဲကိုယ်နဲ့ပတ်သက်တဲ့သူကိုယ်နဲ့ဆက်ဆံတဲ့သူအားလုံးရဲ့အပေါ်မှာလည်းပဲအာနာမထံမျက်မှန်မပြင်းမရလင်းနဲ့တင်းလွန်းလျင်ပြတ်မာလုံးဆက်၏ပို့လွန်းလဲစင်တင်းလွန်းလဲမောက်မြောက်လွန်းလဲကြွနှိမ်လွန်းလဲကြညီမြရော်တင်းညှစ်တက်ခြင်းဖြင့်ဆိုရင်မျိုးရင်ကျေးရင်ကြွန်ချသူတို့မှလည်းရှုရမပြတ်မေတ္တာတက်လို့လို့ဆုံးမထားတဲ့စကားရှိတယ်ကိုယ်နဲ့ပတ်သက်ကြောင်းဆွေမျိုးတွေအပေါ်မှာပဲဖြစ်ပါစေမိတ်ဆွေတွေအပေါ်မှာပဲဖြစ်ပါစေအဲ့ဒီလူတွေအပေါ်မှာအာနာမန်ရစ်ပြီးတော့အာနာမပြနဲ့တဲ့ပျက်စီးတတ်တယ်အမျက်တော်တာလည်းမပြင်းထန်ပါစေနဲ့တဲ့ပျက်စီးတတ်တယ်ဘယ်နေရာမှာပဲမဆိုတင်းလွန်းနေပြတ်တတ်တယ်မာလွန်းလင်တော့ဆက်ပြီးတော့ကွဲအပ်တတ်တယ်ပုတ်လွန်းပါကလည်းပြောင်လက်လာတတ်တယ်အပေါ်ကိုတင်ပါများတော့လည်းမိုးမောင်လာတတ်တယ်ညှောက်ပင်လွန်းရင်လည်းကြွတက်လာတတ်တယ်နှိမ်လွန်းရင်လည်းအောက်သို့ကျသွားတတ်တယ်ဆိုတဲ့စကားတွေအတိုင်းသတိထားရမယ်လို့ဆုံးမထားတယ်အောင်းတဲ့ဆက်ဆံတဲ့အခါမှာလွန်ကဲမှုဘယ်လိုအရာမှမရှိဖို့တတိပြုကြဖို့ဆုံးမထားခြင်းဖြစ်တယ်မလျော့မတင်စောင်းကြိုးညင်းတို့ဆိုတဲ့အတိုင်းပဲမိမိပတ်ဝန်းကျင်ဆက်ဆံရတဲ့နေရာမှာမေတ္တာကိုသာရှေ့တန်းတင်ထားပြီးတော့တညာတိမ်မွေ့စွာနဲ့ဆက်ဆံတင်တယ်ဆိုတာကိုတွေ့ရတယ်ဒီတော့လောကမှာတချို့သောသူတွေကပင်ကိုယ်သဘာဝကိုကမောက်မာတတ်တယ်သူမောက်မာတဲ့အတိုင်းမောက်မာစွာနဲ့သူ့ရဲ့အနည်းဝန်းကျင်မှာရှိတဲ့သူတွေမိသားစုဝင်တွေတငယ်ချင်းတွေစတဲ့သူတွေအပေါ်မှာမောက်မာမာဆက်ဆံလိုက်တဲ့အခါကိုယ်အလုပ်ကိုလုပ်ပေးနေသောအလုပ်သမားတွေအပေါ်မှာမောက်မာဆက်ဆံလိုက်တဲ့အခါကိုယ်အပေါ်မှာမေတ္တာပြတ်ကြပြီးတော့ကိုယ့်ရဲ့ဆိုးချိုးတွေကိုသာလှုပ်သွားကြတတ်တယ်ကိုယ်လုပ်နေတဲ့အကျိုးစီးပွားတွေလွတ်တက်မလာတော့ဘဲနဲ့ဆုတ်ယုတ်ပျက်စီးသွားတတ်တယ်ကိုယ်အပေါ်မှာသူတစ်ပါးတွေကိုယ့်ရဲ့မောက်မာမှုကြောင့်မေတ္တာပြတ်သွားကြတဲ့အခါမှာကောင်းကျိုးတွေကိုမလုပ်ကြတော့ဘဲနဲ့ဆိုးကျိုးတွေဖြစ်လာအောင်သာဖန်တီးလာတတ်ကြတယ်အဲ့ဒါကိုယ့်အတွက်အန္တရာယ်ပဲဒီအန္တရာယ်ကဘယ်သူမှပေးတာမဟုတ်ဘူးကိုယ်တိုင်ရဲ့မောက်မာခြင်းကြောင့်ပဲကိုကြောက်ရောက်ရတဲ့အန္တရာယ်ပဲအမျက်ဒေါသပြင်းထန်နေတဲ့သူတယောက်ဟာလည်းပဲအမားတွေအများကြီးကိုလှုပ်တတ်တယ်ဒေါသကြီးနေတဲ့သူတယောက်ဟာမျက်နှာအနေထားကအစကာလဒေသကြည့်ပြီးတော့မပြင်းတတ်ဘူးစကားပြောတဲ့အခါမှာလည်းကာလဒေသကြည့်ပြီးတော့မပြောတတ်တော့ဘူးဒေါသရှည်တန်းတင်ထားတဲ့အတွက်ကြောင့်မစော်ကားတဲ့သူကိုစော်ကားမိသွားတတ်တယ်မထီမဲ့မြင်မပြုတ်တဲ့သူအပေါ်မှာမထီမဲ့မြင်ပြုတ်မိသွားတတ်တယ်တန်ဖိုးထားရမယ့်သူတွေကိုတန်ဖိုးမထားဘဲနဲ့စော်ကားမိတတ်တယ်အဲဒီလိုမျိုးတွေဟာဒေါသကြောင့်ပဲဒီအခါမှာကိုပြုတ်လိုက်တော့အပြုတ်မှုတစ်ခုကကိုယ့်ရဲ့ရှောက်နေတဲ့လမ်းတောင်ပျက်စီးသွားစေတယ်ကိုယ့်အပေါ်မှာကိုယ်ဒေါသနဲ့ဆက်ဆံလိုက်တဲ့သူကမေတ္တာမထားနိုင်တော့ဘဲနဲ့ပျက်စီးကြောင်းကြံတတ်တာဖြစ်တဲ့အတွက်ကြောင့်ဆုတ်ယုတ်ရင်ကိုယ်ပဲဆုတ်ယုတ်ရမယ်ဒီတော့ဒီသဘောတဘာဝတွေကိုဆင်ခြင်ပြီးတော့မိမိကိုယ်ကိုထိမ့်သိမ်းဆောက်ရှောက်တော့အပြင်ဒေါသကိုလျှော့ချပြီးမေတ္တာကိုသာပွားများတဲ့တင်းလွန်တော့ပြတ်သွားမယ်မာလွန်ရင်ဆက်ပြီးတော့ကွဲအပ်သွားလိမ့်မယ်
ပေါင်းတဲ့ဆက်ဆံတဲ့နေရာမှာမြောက်ပင်လုံးပါကလည်းပဲကြွတက်လာတတ်တယ်နောက်တစ်ခါနှိမ်လွန်းလေလို့ရှိရင်အောက်ကိုကျသွားတယ်ဆိုပေမဲ့လို့ဖိနှိပ်ပါများလို့ရှိရင်ပြန်ကန်တက်လာတတ်တာလေသဘာဝတစ်ခုပဲဒါကြောင့်မလို့လူမှုရေးရာဟာအင်မတန်ကိုရှုပ်ထွေးပါတယ်အင်မတန်ကိုနက်နဲပါတယ်မေတ္တာတရားရှိထားပြီးတော့တိမ်မွေ့စွာဖြင့်သာဆက်ဆံသင့်တယ်လို့ဆုံးမထားတာရှိတယ်ပြီးတော့လူမှုရေးရာမှာလိုက်နာတဲ့အချက်တွေလည်းရှိနေတာဖြစ်တော့ဆက်ဆက်မယွင်းຫນွေသက်ဆင်းလျက်ဆွေချင်းမျိုးချင်းသွေးဆက်လျင်ကသူ့အသင်းသူ့ဘက်နေတုံလျက်လဲနှိမ့်ဆက်လွှမ်းမို့ကိုယ်ဆွေမျိုး၏အကျိုးမဲ့ကိုကဲ့ရဲ့ဆိုသောမလိုစိတ်မှမတတ်တာဘူးဂုံဝါအထုချီးကျူးမြောက်ကပြောသောခါ၌တာယာစိတ်ကဝမ်းမြောက်ကြ၏ဆိုတဲ့စကားတစ်ခုရှိတယ်တဦးနဲ့တဦးဆွေမျိုးတော်ဆက်နေတဲ့သူတွေဟာအနေဝေးနေကြပေမဲ့မိမိဆွေမျိုးရဲ့အကျိုးမဲ့ကိုပြောဆိုကဲ့ရဲ့လာလို့ရှိရင်စိတ်မသက်မသာဖြစ်တတ်ကြတယ်ဒါမှမဟုတ်ရင်မိမိဆွေမျိုးတွေရဲ့ချီးကျူးဂုဏ်သတင်းတွေပြောဆိုတာကိုကြားရရင်တော့ဝမ်းသာနေတတ်တယ်ဒါကြောင့်ကိုယ်နဲ့ပတ်သက်တဲ့သူတွေဆိုလို့ရှိရင်ဘယ်သူမဆိုကိုယ့်အမျိုးကောင်းကောင်းပဲကြားခြင်းလေကိုယ့်အမျိုးကိုကဲ့ရဲ့တာကိုမခံစားနိုင်ကြဘူးကိုယ်နဲ့ပတ်သက်တဲ့သူတွေရဲ့အပေါ်မှာသူတို့မှလည်းဆွေမျိုးတွေရှိကြမယ်ကိုယ်စကားပြောပြီးဆိုရင်ကိုယ့်ကိစ္စနဲ့သူ့ကိစ္စကလွဲလို့အမျိုးတွေပါလာတဲ့စကားမျိုးမပြောသင့်ဘူးပြောမယ်ဆိုရင်လည်းကောင်းကွက်လေးတွေရှာပြီးတော့ပြောတာကောင်းတယ်ဘယ်သူမှကိုယ့်အမျိုးမကောင်းကြောင်ပြောတာမကြိုက်ကြဘူးစိတ်မချမ်းသာတတ်ကြဘူးဒါကြောင့်တတိထားပြီးတော့သူတို့နဲ့ပတ်သက်ကြောင်းဆွေမျိုးတွေရှိမယ်ဆိုရင်မကောင်းတဲ့သူတွေရှိနေရင်မပြောတာကောင်းတယ်ကောင်းတဲ့သူတွေရဲ့အကြောင်းကိုသာရွေးချယ်ပြီးတော့မင်းရဲ့အမျိုးဘသူကတော့တော်တယ်နော်မင်းရဲ့အမျိုးဘသူကတော့မေတ္တာကြီးတယ်လို့ကြားတယ်မင်းရဲ့အမျိုးဘသူကတော့အရန်အလုပ်ကြိုးစားတယ်လို့ကြားတယ်ဒီလိုစကားမျိုးကိုပြောတတ်အောင်ကျင့်ပေးရမယ်လူပေါင်းလောကမှာကောင်းသောစကားနဲ့မကောင်းသောစကားကောင်းသောစကားကိုသာနှစ်သက်ကြတာဖြစ်တဲ့အတွက်ကြောင့်သူ့အတိုင်းဝိုင်းရဲ့ကောင်းကွက်ကလေးတွေရှာပြီးပြောရင်သူကလည်းကိုယ့်အပေါ်မေတ္တာပြန်ပြီးတက်ဝင်လာတတ်တယ်မေတ္တာတက်ဝင်လာရင်ကောင်းကျိုးတွေကိုပဲဆောင်ရွက်ပေးတတ်တယ်ဒီတော့ကိုယ့်အတွက်ကောင်းကျိုးတွေဖြစ်စေတာပေါ့ဒေါသမကင်းဆွေမျိုးချင်းတို့ဝမ်းတွင်းမကြေရှိနေတတ်လဲအရေးကြီးကသွေးနည်းရာကကြောချင်းအ၍ပေါင်းဆက်မချွတ်ဖြစ်တတ်ကြ၏ဆွေမျိုးနဲ့ပတ်သက်လို့ဆုံးမနေတဲ့နေရာတွေမှာကိုယ့်ဆွေမျိုးသားချင်းတွေဟာအချင်းချင်းစိတ်ဝမ်းကွဲပြားပြီးတော့မုန်းနေပေမဲ့လို့တကယ်အရေးကြီးလာတဲ့အခါကြလို့ရှိရင်တော့စိတ်ဝမ်းကွဲပြားမှုတွေပပျောက်ပြီးကြောချင်းကပ်ရင်ချင်းအပ်ပြီးတစုတစည်းတည်းဖြစ်သွားတတ်တယ်ဒါကြောင့်အမျိုးကြားကိုဘယ်တော့မှမဝင်နဲ့အမျိုးကြားကိုဝင်ပြီးတော့သွေးခွဲလာမယ်ဆိုလို့ရှိရင်သူတို့အမျိုးကိုထိလာတဲ့အချိန်ကြလို့ရှိရင်တစုတစည်းတည်းဖြစ်သွားတဲ့အခါကိုဟာဘေးလူဖြစ်သွားတတ်တယ်ကိုကအလကားလူဖြစ်သွားတတ်တယ်အမျိုးတွေကြားထဲမှာသူတို့အချင်းချင်းဘလောက်ပဲမတရားမှုတွေဖြစ်နေလို့စိတ်ဝမ်းတွေကွဲနေပါစေသူတို့အမျိုးချင်းပြန်ပြီးတော့ဆုံးမတာအကောင်းဆုံးပဲကိုကကြားဝင်လိုက်ပြီးတော့ဒီအမျိုးတွေကြားထဲမှာဘယ်သူမကောင်းဘူးဘယ်သူကောင်းတယ်ဘယ်သူကိုမပေါင်းနဲ့ဘယ်သူကိုပေါင်းသွားပြောတဲ့အခါသူတို့ကအမျိုးတွေသူတို့ကသွေးသားတော်ဆက်တယ်ဒီနေ့မတည့်ပြင်မဲ့နောက်နေ့တည့်ချင်းတည့်သွားတာအဲ့ဒီတည့်သွားတဲ့အခါကျတော့သူတို့ကြားထဲမှာကိုတီလိုဝင်ပြောခဲ့တယ်လို့ပြောတဲ့အခါကိုကအလကားလူဖြစ်သွားတတ်တယ်ပြီးတော့ကို့ဘောမှာမေတ္တာပြတ်သွားတတ်ကြတယ်ကိုရဲ့ဆိုးရဆိုးကြောင်းပျက်စီးရပျက်စီးကြောင်းတွေကြံစည်တတ်ကြတယ်ဒါကြောင့်မလို့ဘယ်တော့မှအမျိုးရှိတဲ့သူတွေကိုနဲ့ဆက်ဆံတဲ့သူတွေရဲ့အပေါ်မှာသူတို့အမျိုးတွေကြားထဲမှာတွားပြီးတော့စိတ်ဝမ်းကွဲစေမယ့်စကားတွေမပြောမိစေနဲ့ကောင်းလဲကောင်းတဲ့အတိုင်းသာလက်ခံထားဆိုးလဲဆိုးတဲ့အတိုင်းသာလက်ခံထားပြီးတော့ဆိုးတဲ့စကားတွေကိုထုတ်မပြောတာအကောင်းဆုံးပဲဒါဟာရှုပ်ထွေးတိမ်မွေ့နက်နေတဲ့လူမှုရေးရာကိစ္စတွေပဲအဝိပစိုးတန်စာမျိုးကတိုး၍တနေ့တစ်ခါလဲပါတုံရှောင်းတစ်တိုင်းကောင်း၏အပေါင်းအဖော်ဖူတုံတော်မူငယ်ပေါ်ငယ်ပေါင်းဟောင်းတိုင်းကောင်း၏ဒါကလည်းလူမှုရေးရာမှာတည်တင်တဲ့အချက်တစ်ခုပဲအဝိတန်စာတို့ဟာတစ်တိုင်းကောင်းတဲ့ဖြင့်တနေ့တစ်မျိုးလဲပြီးတော့ဝစ်စင်လေးကောင်းလေပဲတဲ့ဒါပေမဲ့လို့အပေါင်းဖော်ဒီမှာကြတော့ဟောင်းမှကောင်းတာတဲ့အဝိအစားကတစ်မှကောင်းတာအပေါင်းဖော်ကဟောင်းမှကောင်းတာငယ်ပေါင်းကြီးပေါ်တွေဆိုတာဟာဆွေမျိုးအတိုင်းပဲအရန်ကောင်းတဲ့မိတ်ဆွေတွေပဲဒါကြောင့်ငယ်ပေါင်းကြီးပေါ်တွေထဲမှာအချင်းချင်းနားလည်မှုရှိတဲ့သူတွေဆိုလို့ရှိရင်သို့သောလက်မချောက်စင်နဲ့ဆိုတဲ့အတိုင်းမိတ်မပြတ်ဆက်ပြီးတော့ရှိနေအောင်ပေါင်းထားခွန်အားဖြစ်တယ်ခုမှကိစ္စရှိလာလို့ရှိရင်အရေးကြုံရင်တခါတလေကြအမျိုးအရင်းတွေကဖယ်နေရင်တော့မှငယ်ပေါင်းကြီးပေါ်တွေကဖယ်မနေကြတာတွေတွေ့ရလိမ့်မယ်အရေးကြုံလာရင်ငယ်ပေါင်းကြီးပေါ်တငယ်ချင်းတွေကဝန်းရံတက်ကြတာတွေတွေ့ကြလိမ့်မယ်အဲ့ဒီငယ်ပေါင်းကြီးပေါ်တငယ်ချင်းတွေက
ဆွေမျိုးထပ်ပိုးပြီးကောင်းတဲ့တာတွေကိုလည်းတွေ့ကြရမယ်ဒါကလည်းပဲတိမ်မွေ့နက်နက်သောလူမှုရေးရာတွေတက်ကတခုအပါဝင်ပဲနောက်တစ်ခါငယ်ကအပေါင်းအသင်းကျွမ်းဝင်ခြင်းဖြင့်နှီးရင်းမိကပ်ချစ်အပ်တတ်သူဤသူတဦးကိုကျေးဇူးကိုအထူးမပြတ်ပြုတ်တက်တုံမြောက်ထိုနှစ်ယောက်တို့ရွင်းဖောက်စိုးစီဖြစ်တာရှိလဲခံပြီးသင်ကြီးကျေးဇူးကြီးတဲ့ငယ်ကပေါင်းလာပြီးတော့ရင်ရင်နေနေချစ်ချစ်ခင်ခင်နေခဲ့ရတဲ့သူတဦးကိုကျေးဇူးကိုအမြဲမပြတ်နဲ့ပြုတ်တက်သူတဦးအဲ့လိုနှစ်မျိုးမှာမိမိအကျိုးကိုစောင့်သူတို့ကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုယ့်အပေါ်မှာတစုံတရာအမှားယွင်းရှိခဲ့ရင်တော့မှအပြစ်မယူဘဲနဲ့တီးခံနာစရာရှိရင်လွမ်းစရာနဲ့ဖြေးဆိုတဲ့စကားအတိုင်းပဲဒီလိုလူမျိုးဆိုလို့ရှိရင်တီးခံပေးရမယ်သူကကိုနဲ့ရင်ရင်နေနေချစ်ချစ်ခင်ခင်နေတဲ့သူလည်းဖြစ်မယ်နောက်တစ်ခါကိုယ့်ရဲ့ကောင်းရာကောင်းကြောင်းတွေကိုကျေးဇူးကိုသာအမြဲမပြတ်ပြုတ်တက်သူဖြစ်မယ်ဆိုရင်လူဆိုတာအမှားမကင်းတဲ့အတွက်ကြောင့်မလို့တစ်ခါတရံမှာမှားတတ်ကြတယ်အဲ့တော့နှစ်ယောက်စလုံးဟာကိုနဲ့ပတ်သက်ရင်ကိုအကျိုးကိုဆောင်တဲ့သူတွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်စိတ်လိုလက်ရနဲ့တစ်ခါမှတစ်ခါပြတ်သွားအောင်မလုပ်နဲ့သူတို့ကိုယ့်အပေါ်မှာတစုံတရာအမှားယွင်းလေးရှိခဲ့မယ်ဆိုလို့ရှိရင်အပြစ်မယူဘဲနဲ့တီးခံပေးလိုက်လူကောင်းမဆုံးရှုံးဘူးဒါကြောင့်မလို့နာစရာရှိရင်လွမ်းစရာနဲ့ဖြေးဆိုတဲ့အတိုင်းပဲလူမှုရေးရာမှာအဲ့ဒီလိုနက်နဲတိမ်မွေးတဲ့အချက်တွေလည်းရှိတယ်ဆိုတာကိုသဘောပေါက်ထားရမယ်မေတ္တာအရင်ချစ်မကင်းပဲချစ်ချင်းဟူသည်ရွှေမင်းစီကိုနဲ့ထုံပြမခန်းချစ်ကြည်လန်း၍ချစ်ပန်းလှိုင်ကြစေကုန်လောဒါကြောင့်တူကိုတူမေတ္တာအရင်ခံပြီးတော့ချစ်ကြတဲ့ချစ်ချင်းမေတ္တာတရားကမင်းစုတကနတ်ပန်းလိုပဲလှိုင်ပြန့်သင်ကျူတယ်အဲ့ဒီမေတ္တာချစ်ပန်းကိုထာဝရလန်းဆန်းငွေးကြိုင်နေဖို့ကြိုးစားကြလို့ဆုံးမထားတာဖြစ်တယ်ဒီလိုဆိုတဲ့အခါကျတော့လူတွေဆက်ဆံတဲ့ဆိုတဲ့နေရာမှာအဓိကမေတ္တာတရားပါပဲဒီမေတ္တာတရားခေါင်းပါနေကြတဲ့အတွက်ကြောင့်ဆွေမျိုးလဲဆွေမျိုးမမြည်ကြတော့ဘူးမိတ်ဆွေလဲမိတ်ဆွေမမြည်ကြတော့ဘူးအမြဲတမ်းပြောင်းလဲဖောက်ပြန်နေတတ်တဲ့သဘောတဘာဝရှိတဲ့အတွက်ကြောင့်အချုပ်ကတော့မေတ္တာပဲမေတ္တာသာအပြန်အလှန်ထားကြမယ်စေတနာသာအပြန်အလှန်ရှိကြမယ်ဆိုလို့ရှိရင်ဒီလူပေါင်းအဖွဲ့အစည်းရဲ့တာယာနေမှာဒီအချက်ကိုအမြဲတမ်းတတိမို့ထားဖို့လိုအပ်တယ်ဘာသာရေးနယ်ပယ်မှာပဲဖြစ်ဖြစ်လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာမဆိုမေတ္တာဘာသာအကောင်းဆုံးပဲမေတ္တာရှေ့တန်းတင်ပြီးတော့ကောင်းမှုတစ်ခုလုပ်မယ်ဆိုလို့ရှိရင်အများချမ်းသာတယ်မေတ္တာရှေ့တန်းတင်ပြီးလူမှုရေးတစ်ခုလုပ်မယ်ဆိုရင်လည်းအများချမ်းသာတယ်မေတ္တာရှေ့ထားတဲ့အတွက်ကြောင့်မလို့အမှားနဲ့တာတော့အမှန်ပဲမေတ္တာရှေ့ထားရဲ့သားနဲ့အမှားတွေကြုံရတယ်ကိုယ့်အပေါ်မှာအထင်မှားကြတယ်ဆိုတဲ့သဘောတရားတွေကတော့ကိုမှားတာတွေလည်းပါနေလို့ဖြစ်မယ်ဆိုတာကိုနားလည်ထားဖို့လိုအပ်တယ်ပြုတော့ပြုကြတာပဲကောင်းမှုတွေလည်းပြုကြတယ်လူမှုရေးတွေလည်းလုပ်ကြတယ်ဒါပေမဲ့သူတို့ကိုကောင်းစေခြင်းလို့လုပ်ပေးတာသူတို့ကကိုယ့်ဘောမှာအထင်မှားတယ်အမြင်မှားတယ်ဒီလိုမျိုးပြောတတ်ကြတာရှိတယ်ဒီတော့ကိုယ့်ဘက်ကသိရမှာကာလဒေသချင်းချင်းတက်ရတယ်ကိုပေးတာကတခြားသူတို့လိုတာကတခြားဆိုတဲ့အရာတွေလည်းရှိနေတတ်တယ်ထမင်းလိုတဲ့သူကိုဟင်းသွားပြီးတော့လည်းအဆင်မပြေပြန်ဘူးဟင်းလိုနေတဲ့သူကိုထမင်းသွားပြီးပြန်တော့လည်းအဆင်မပြေပြန်ဘူးထမင်းစားနေတဲ့အချိန်မှာတော့အဲ့ဒီလိုရှိတယ်သူကထမင်းလေးပဲနည်းနည်းထပ်လိုတာဟင်းကလုံလောက်နေပြီအဲ့ဒီထမင်းလေးရလို့ရှိရင်အဆင်ပြေမဲ့သူကိုဟင်းတွေသွားပြီးတော့အကျိုးမပြေဘူးသူတို့ကဟင်းထမင်းကလုံလောက်နေပြီဒါကိုကထမင်းပဲသွားပြီးတဲ့အခါသူတို့ကဟင်းဖြစ်နေတော့အကျိုးမပြေဘူးသူတို့ရဲ့လိုအပ်ချက်မပြည့်စုံတဲ့အခါမှာကိုကမေတ္တာရှိလို့ပါမေတ္တာရှိလို့ပါဆိုပြီးတော့ကိုပေးချင်တာတွေသွားပေးတိုင်းလဲအကျိုးမပြေဘဲနဲ့အထင်မှားတာခံရမှာပဲအဲ့တော့ကိုရဲ့စင်ကြင်တုံတရားဟာအင်မတန်အရေးကြီးတယ်တတိတရားဟာလည်းအင်မတန်အရေးကြီးတယ်အများအားစုံစမ်းမေးမြန်းပြီးတော့မှတကယ်မေတ္တာရှိမယ်ဆိုလို့ရှိရင်လိုတာသာပေးတာအကောင်းဆုံးပဲအလင်းရောင်လိုအပ်နေတဲ့သူကိုအလင်းရောင်ပဲပေးတာအကောင်းဆုံးပဲပညာလိုအပ်နေတဲ့သူကိုပညာပဲပေးတာအကောင်းဆုံးပဲပညာလိုအပ်နေတဲ့သူကိုအပျော်တွေသွားပေးတာတို့အလင်းရောင်လိုအပ်နေတဲ့သူကိုတခြားသောအရာလွှဲပြီးတော့ပေးတာတို့ကိုကဒါပဲပေးနိုင်လို့ဒါပဲပေးတာဆိုဒါလိုအပ်တဲ့သူစီမှာပဲပေးတာကောင်းတယ်မလိုအပ်တဲ့သူစီကိုသွားပေးတဲ့အခါကျတော့စေတနာကဝေဒနာဖြစ်တတ်တယ်ဒါတွေဟာလူမှုရေးရာမှာအင်မတန်ရှုပ်ထွေးသိမ်မွေ့သောကိစ္စတွေပဲအဲ့ဒါကြောင့်မလို့မေတ္တာအစစ်တာအယံခံလိုက်ကိုနဲ့တာကိုချင်းစာလိုက်ကိုလိုတာမှသူလည်းလိုမှာပေါ့ကိုမသုံးကျင်တဲ့ပစ္စည်းသူလည်းမသုံးကျင်ဘူးဒီလိုမျိုးရှိတယ်ကိုမလိုအပ်တဲ့ပစ္စည်းကိုသူလိုအပ်နေတဲ့အခါမျိုးလည်းရှိမယ်အဲ့တော့လိုအပ်တဲ့သူစီမှာပဲဒီပစ္စည်းရှိပါစေအဲ့လိုမျိုးသူလိုအပ်တာပြည့်စုံသွားဖို့ရာအတွက်ကိုချင်းစာစိတ်နဲ့သာ
ကိုညီကြမယ်ဆက်ဆံကြမယ်ဆိုလို့ရှိရင်တော့တာယာနေမှာပဲမဟုတ်ရင်ဒီလူပောင်အဖွဲ့အစည်းကြားထဲမှာအထင်မှားခြင်းတွေသဘောထားကွဲလွဲခြင်းတွေဆိုတဲ့စိုးကျိုးတွေနဲ့ပဲအဆုံးသတ်နေကြတာများစွာမြင်တွေ့နေရတယ်အပေါင်းအသင်းပေါင်းတဲ့နေရာမှာလည်းရှိကြသေးတယ်လိုက်နာတဲ့အရာတွေကရင့်နှုတ်ငယ်ကြီးဝေးနေတူရှိအရေးအချင်းဖြားရင်ရုပ်မြတ်မျိုးဆက်စာတိအထုတိလောပုရိတ္ထဝိတေသကိုတားလာတတ်နှင့်စင်မကျွင်းနှင့်ဖြောင်းစင်းပါလောလူတဘောကနတ်ကြောမွေးတောင်ကြီးရာထောင်တွင်တကောင်းအဖြူရှာမှုရဖို့ခဲဤသို့သာလူတို့၌မှပညာရှိဟုတော်ဖြောင်းသူကိုရှာမှုထို့ထက်ခက်ခဲလျက်ရှင်လို့အဆုံးမထားတာရှိတယ်လူအမျိုးကျင့်မှာအယိုးဆိုတဲ့စကားရှိတယ်လူတယောက်ဤမျိုးရိုးစာတိကအမြဲတမ်းအရေးကြီးတယ်လူတယောက်ရဲ့သဘောကိုအထူးပဲစစ်စစ်ဆင်ခြင်သင့်တယ်ကြီးနက်တွေရာထောင်များစွာထဲမှာကြီးပြူတကောင်တွေ့ဖို့အမြဲတမ်းခက်ခဲတယ်အဲ့ဒီများစွာသောလူတွေထဲမှာဖြောင့်မတ်တော်မှန်တဲ့ပညာရှိကိုရှာဖွေတွေးရှိဖို့ကကြီးမဲတွေထဲမှာကြီးပြူတကောင်ရှာတွေ့ဖို့ခက်တာတဲ့ပို့ပြီးတော့ခက်တယ်လူတူတယောက်ရဲ့အတွင်းတန်တန်မှာရိုးသားဖြောင့်စင်းနေတဲ့သဘောကိုသိနိုင်ဖို့ဆိုတာကလည်းပို့ပြီးတော့ခဲရင်တယ်တော်မှန်ဖြောင့်မတ်တဲ့သူတော်ကောင်းပညာရှိကိုတွေ့အောင်ရှာဖွေချင်းကပ်ပြီးတော့ဆက်ဆံပေါင်းသင်းရမယ်လူပေါင်းမှားသွားတဲ့အတွက်ကြောင့်အကျိုးရောက်ရတဲ့သူတွေလည်းလောကမှာအများကြီးပဲဒေဝရနဲ့ပေါင်းသင်းတဲ့အတွက်ကြောင့်အဇာတသက်အကျိုးရောက်ရတယ်လို့မျိုးပဲအဲ့တော့လူတွေအများကြီးတွေ့နေပြီမဲ့လို့အဲ့ဒီအများကြီးထဲမှာပညာရှိလူတယောက်ကိုတွေ့ဖို့ခဲရင်တယ်တော်မှန်ဖြောင့်မတ်တဲ့သူကိုတွေ့ဖို့ခဲရင်တယ်ခဲရင်ပဲမဲ့လို့အဲ့လိုလူမျိုးကိုတွေ့အောင်ရှာပြီးတော့ပေါင်းသင်းဆက်ဆံပါကိုတိုင်းကလည်းပဲပညာရှိတဲ့သူဖြစ်အောင်ကြိုးစားဖို့လိုတယ်ကြီးနဲ့တထောင်ထဲမှာကြီးပြူတကောင်တွေ့ဖို့ရှားတယ်လို့ပဲရှားတဲ့လောကကြီးထဲမှာကိုတယောက်ကကြီးပြူတကောင်ဖြစ်နေဖို့ကြိုးစားရင်တဖြည်းဖြည်းချင်းပြည့်စုံလာမှာဖြစ်တယ်ကိုကလည်းပညာရှိကိုရှာတတ်လာမယ်ကိုကလည်းတော်မှန်ဖြောင့်မတ်တဲ့သူဆိုတော်မှန်ဖြောင့်မတ်တဲ့သူကိုရှာတွေ့လာမယ်ကိုကရုပ်ရင်သူ့ရုပ်ပဲတွေ့မှာပဲကိုကကောက်ရင်သူ့ကောက်တွေပဲတွေ့မှာပဲကိုရိုင်းရင်လူရိုင်းတွေပဲတွေ့မယ်ကိုညစ်ရင်လူညစ်တွေပဲတွေ့မှာပဲဒါကြောင့်လူမှန်ကိုတွေ့ခြင်းရင်အမွေးတူရချင်းပေါင်းကြတယ်ဆိုတဲ့အတိုင်းပဲကိုကမှန်ကန်ရင်မှန်ကန်တဲ့သူကိုပဲနှစ်သက်မယ်ဒီလိုပဲတခြားသူတွေကလည်းသူတို့မှန်ကန်ရင်မှန်ကန်တဲ့သူကိုပဲနှစ်သက်တဲ့အခါကျတော့ဒလိတူရဇယိုက်တူရအချင်းချင်းရှာဖွေကြလိမ့်မယ်တနေ့တွေ့ကြမှာပါပဲဒါကြောင့်အင်မတန်ရှုပ်ထွေးနက်တဲ့လူမှုရေးရာထဲမှာအပေါင်းအသင်းပေါင်းခြင်းလူမှန်ကိုရှာခြင်းဟာလည်းအင်မတန်သိမ်မွေးတဲ့ကိစ္စတစ်ခုပဲနောက်မင်းတို့၌ဝဲရှုပွဲကြက်လူသုံးရက်တိကျင်းကျက်ဆောင်ရွက်ရောင်းရင်ပန်နဲ့အသက်ကဲသူညှိုးဘူးဒုက္ခရှိကာလကမစာတသူညီကူပင့်ထောက်မင်းဖြစ်မြောက်အောင်တင်မြောက်တသူ၃ယောက်လူကိုကြည်ပြူဝမ်းတွင်ပြစ်မကွင်းနဲ့လို့ဆုံးမထားသေးတယ်ရှင်ပြန်ဖြစ်လာမယ်ဆိုရင်လည်းပဲမိမိအသက်ကိုကယ်ဘူးခဲ့တဲ့သူမိမိဒုက္ခရောက်စင်မှာကိုညီဘူးခဲ့တဲ့သူမိမိကိုမင်းဖြစ်အောင်တင်မြောက်ပေးတဲ့သူအဲ့ဒီလို၃မျိုးကိုဘယ်တော့မှမပြစ်ပင်နဲ့ဒီအတိုင်းပဲကိုယ့်ဘဝမှာလည်းပဲတာမန်လူပင်ဖြစ်လင်ကစားဘဝတစ်ခုရပ်တည်နိုင်ဖို့ရအတွက်ကိုအသက်ဘေးနဲ့ကြုံရင်လည်းအသက်ကယ်ဘူးတဲ့သူတွေရှိခဲ့ဘူးလိမ့်မယ်ကိုဒုက္ခရောက်တဲ့အချိန်မှာကိုညီဘူးတဲ့သူတွေလည်းရှိလိမ့်မယ်ကိုနေရာတစ်ခုကိုရောက်အောင်လို့တင်မြောက်ပေးတဲ့သူမျိုးတွေလည်းရှိလိမ့်မယ်ဒါကျေးဇူးရှင်တွေပဲအဲ့ဒီကျေးဇူးရှင်တွေကိုဘယ်တော့မှမပြစ်ပင်နဲ့တဲ့လူယုံစင်ရင်ဝင်သွားလိမ့်မယ်ပြစ်ပယ်လို့ရှင်ဒီတော့တလောက်စားဖို့သူကျေးဇူးဆိုတဲ့စကားကလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဘယ်ခရီးကိုမစိုးဘယ်လမ်းကြောင်းကိုမစိုးဘဝနဲ့ပတ်သက်လာရင်တယောက်တည်းသွားလို့မရတာတော့သိကြတယ်ရေခတ်မကြုံရင်ထင်းခွေကြုံတဝိတ်မှာတော့လူတယောက်ယောက်ဟာကိုယ့်ကိုကူညီပေးခဲ့တာကြီးပဲအဲ့ဒီလူတွေကိုကျေးဇူးမမဲ့ပါနဲ့အဲ့ဒီလူတွေအပေါ်မှာကိုကမထီမဲ့မြင်မပြူပဲနဲ့ပြစ်ပယ်ခြင်းလည်းမပြူပါနဲ့ကိုယ့်အသက်ဘေးကိုကဲကဲပိုးတဲ့သူရှိမယ်ဆိုရင်သူ့ကိုလည်းသူ့အသက်ဘေးရှိတဲ့အခါမှာမသိချင်အောင်စောင့်နေလို့မရဘူးကိုဒုက္ခရောက်တဲ့အချိန်မှာကူညီပေးတဲ့သူရှိရင်သူဒုက္ခရောက်တဲ့အချိန်မှာလည်းမသိချင်အောင်စောင့်နေလို့မရဘူးကိုနေရာတစ်ခုရောက်အောင်ကိုလိုချင်တဲ့အဆင့်ကိုရောက်အောင်ပံ့ပိုးပေးတဲ့သူရှိခဲ့မယ်ဆိုရင်သူနဲ့ပတ်သက်ရင်လည်းလိုအပ်တာတစ်ခုခုကိုကူညီပေးဖို့အစဉ်သင်းဖြစ်နေအောင်ကြိုးစားရမှာပဲအဲ့ဒီလိုလူမျိုးတွေကိုတော့ဘယ်တော့မှမပြစ်ပင်နဲ့လူပိသားကျန်တဲ့ဆိုရင်တော့လူပိသားတဲ့စိတ်တက်ကလေးရှိနေဖို့လိုတယ်လိုတော့သာပေါင်းပြီးတော့မလိုတဲ့အခါပြစ်ပယ်ထားတာမျိုးတွေဟာ
လူမိုက်လူယုံမာတို့ရဲ့လမ်းစဉ်သာဖြစ်တယ်ဒါကလည်းလူမှုရေးရာမှာလိုက်နာတဲ့စည်းကမ်းတွေပဲအင်မတန်ရှုပ်ထွေးတယ်အင်မတန်နက်နဲပါတယ်ဒါပေမဲ့လို့ကိုကမြတ်စွာဘုရားရဲ့တပည့်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားရှင်ရဲ့အဆုံးအမတွေအတိုင်းဒီတဘာဝတွေကိုလေ့လာပြီးတော့ကိုယ်တိုင်ကိုကလူကောင်းလူမှန်လူတော်လူဖြောင့်ဖြစ်နေဖို့ကြိုးစားတင်တယ်ဆိုတာကိုတတိချရပါလိမ့်မယ်နောက်တစ်ခါမတန်မရာတရားလွန်မြောက်ကျွန်းကိုမြောက်ကမြောက်ကိုချညာခြူဆွဲမှသို့နာမချမ်းသာဖြစ်တော်ရ၏ပညာနှင့်မြကြီးမြင်ကလည်းစိတ်ချရခြင်းမရှိလင်းပဲမြင်းနောက်ပြန်စီထီရှိကလွယ်ဆိုတဲ့ဘွယ်သို့ချလွယ်မြောက်လွယ်မပြုတ်လွယ်ရာရွေးချယ်စစ်ချင်းလင်မဟင်းနဲ့လို့ဆုံးမထားတာရှိတယ်စေတနာတရားတွေလွန်ခဲ့ပြီးတော့ကို့အောက်ကကြေးကျွန်တွေကိုမြောက်စားခြင်းသွားမပြုတ်လိုက်နဲ့မြောက်ကိုချစ်တဲ့အတွက်ကြောင့်ခြူလေးဆွဲပေးလိုက်တာအဲ့ဒီခြူနဲ့မြောက်ဆိုတာငြိမ်ငြိမ်မနေတော့ဟိုခုံတီစွာနဲ့နားကြီးပွေရာဖြစ်လာလိမ့်မယ်လူတွေရဲ့အရေးချင်းပညာအစဉ်တန်းအလျောက်တင့်တယ်လို့ချီးမြှောက်ခြင်းကသာလျင်လှုပ်တင်တဲ့အရာဒါကိုချင့်ချိန်စဉ်းစားတတ်သူတို့ကဆုံးမပြီးတော့ထားခဲ့တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ပညာသူ့ရဲ့အစဉ်အတန်းသူ့အရေးချင်းနဲ့တန်ယုံသာချီးမြှောက်တင်တယ်တင့်တယ်လို့ချီးမြှောက်တင်တယ်လို့ဒီလိုဆုံးမထားတယ်တိတ်မြောက်စားလွန်ခြင်းကလည်းပဲကိုယ့်အတွက်ဒုက္ခပြန်ပြီးတော့ရောက်တတ်တာမြောက်စားလွန်တော့မြောက်သွားပြီးတော့ကိုယ့်ကိုယ်တောင်ပြန်ပြီးတော့ကန်တတ်တာကိုယ့်ကိုယ်တောင်ပြန်ပြီးတော့ပြိုင်တတ်တာဆိုတာမျိုးတွေရှိလာတတ်တယ်ကိုယ့်အောက်မှာရှိတဲ့ကြေးကျွန်အခိုင်းစေတွေဟူသမျှကိုဘယ်တော့အခါမှစိတ်ချမထားနဲ့တဲ့မြင်းကိုနောက်ပြန်စီးသလိုမျိုးဖြစ်တတ်တယ်ထီးကိုရှေ့ကကွယ်ပြီးတော့စောင်းသလိုမျိုးဖြစ်တတ်တယ်မိမိကြေးကျွန်လေးအပေါ်မှာနှိမ်လွယ်မြှောက်လွယ်ခြင်းမလုပ်နဲ့နှိမ်ချလွန်တာလည်းမလုပ်နဲ့မြောက်ပင်လွန်တာလည်းမလုပ်ပါနဲ့တေးသေးချာချာစစ်စစ်ရွေးချယ်ပြီးမှချီးမြှောက်ခြင်းနှိမ်ချခြင်းတို့ကိုလုပ်ပါလို့အဲ့ဒီလိုမျိုးဆုံးမထားတယ်ဒါဟာလူမှုရေးရာမှာအင်မတန်မှနက်နဲသောကိစ္စများအင်မတန်သိမ်မွေသောကိစ္စများဖြစ်တဲ့အတွက်ကြောင့်မလို့လူလောကမှာနေမယ်ဆိုရင်တော့ဒီအရာတွေကိုသိထားရမယ်ကိုယ့်ရဲ့ကိုယ်ချင်းသီလကိုစောင့်ထိန်ရမယ်မေတ္တာမပြတ်ဆက်ဆံတတ်ရမယ်ချင့်ချိန်စဉ်းစားတတ်တဲ့ဉာဏ်ကိုသုံးရမယ်အမြဲတမ်းပေါ်ပေါ်တန်တန်မနေသင့်ပဲနဲ့ကိုယ်နဲ့ပေါင်းတဲ့သူတွေကိုကိုယ်တိုင်ရဲ့အရေးချင်းနဲ့လည်းပြုပြင်ပြောင်းလဲပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟောဒီလောကကြီးထဲမှာဆုပ်ယုပ်မှုတွေနဲ့မကြုံကျင်ဘူးဆိုလို့ရှိရင်တော့ဒီလိုလိုက်နာတဲ့အရာတွေကိုလည်းတတိမိုးတင်တယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သည်ကိုယ့်ဘဝတိုးတက်ရာအတွက်ကိုလိုက်နာတဲ့သောအရာများကိုလိုက်နာရှောင်တဲ့အရာတွေကိုရှောင်ဆောင်တဲ့အရာတွေကိုဆောင်ပြီးတော့လူမှုရေးရာကျွမ်းကျင်စွာဖြင့်ကိုယ့်ဘဝကိုရပ်တည်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။တရားတော်ဟောကြားပေးသွားပါသောဆရာတော်ရှင်မြတ်သည်ကျမ်းမာပါစေချမ်းသာပါစေဘေးရန်ခတ်သိမ်းကင်းငြိမ်းစွာဖြင့်ခန္ဓာဝင်ကိုသာသနာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားတော်များကိုစိတ်ဝင်စားစွာဖြင့်နာယူကြသောတရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတို့သည်လည်းချမ်းသာပါစေချမ်းသာပါစေဘေးရန်နေရများကင်းကြပါစေမိမိရည်မှန်းထားသောမတ်ဖို့နိဗ္ဗာန်စီသို့လင်းမြန်စွာရောက်ရှိနိုင်ပါစေသာဓုသာဓုသာဓု